မအနေနဲ့ဖျားရဲ့ကျေးဇူးတော်တကယ်လည်းချီးမွမ်းတယ်ခုနက Prince of Worship ချိန်မှာလည်းရန်မျက်မှောက်တော်ခံစားရတယ်ပေါ့နော်ဒီဟာကိုပြောခဲ့မှာအရင်ဆုံးဒီလိုကျမကိုဖိတ်ခေါ်ပေးတဲ့အသင်းတော်နဲ့အတူဆရာမလက်ထောက်ဆရာမဖြစ်တဲ့ဆရာမမောင်ဒီနေ့လူငယ်များဒီမှာရှေ့လူကြီးလူအားလုံးကိုသူပဲကျေးဇူးတင်ကြောင်းအရင်ဆုံးပြောချင်ပါတယ်လို့ဖျားခင်လည်းကျေးဇူးတင်တယ်လို့ပေါ့နော်အရင်ဆုံးအဲ့ဒါကိုပြောချင်တယ်ကျွန်တော်ဘာဖြစ်လို့အရင်စိတ်လို့ရှားပြီးတော့ဖျားရဲ့မျက်မှောက်တော်မှာကိုကြွေးရလဲဆိုတော့မနေ့ကကျမနဲ့ဆရာမလေးနဲ့ပေါ့နော်ကျွန်တော်တို့အတူတူကဒီနေ့အတွက်ပြင်ဆင်ရင်းနဲ့ကျွန်တော်တို့ရဲ့ဒီလုပ်ဆောင်မှုတွေအားလုံးပြီးသွားတဲ့အချိန်မှာစုတောင်းပြီးတော့ဆရာမရဲ့မိနစ်ဖြတ်အတွက်ကျွန်တော်တို့ပြင်ဆင်ရအောင်စုတောင်းရအောင်ဆိုတော့စုစပြီးတောင်းမယ်လို့လည်းကြံရောအချိန်လုံးချိမချစ်တဲ့ချင်းတွေပဲထွက်လာတယ်စက်တိုက်ခုနကဆိုရဲဝိညာဉ်မိုးရောတော့စေပြီးတော့ပထမစချင်းဆိုတဲ့အရာပြီးအင်မန်ဒရီကအကုန်ဆိုတာအဲ့ဒါလေအရန်အောင်ကောင်းကျွန်မလည်းဘယ်လိုဖြစ်တာလဲပေါ့နော်တော့ကတော့ပြင်ဆင်မယ်ပေါ့ပြင်လိုက်တဲ့အချိန်မှာအချင်းတစ်ခုဒီလိုအဲ့နဲ့ကျွန်မလည်းအရန်စိတ်လို့ရှားတယ်ဒါနဲ့ပဲတပတ်လုံးလည်းကျွန်တော်တို့အရန်အလုပ်များတဲ့ခါမှာပြီးတော့မနေ့တုန်းကဆိုရင်ကျွန်မကတောင်းကုန်မှာပေါ့နော်ဒီ Billy Graham ရဲ့ဒီ association ပေါ့နော်ဒီကနေပြီးတော့ Christian Life and Witness ဆိုတဲ့တင်နန်းကိုကျွန်မကတောင်းကုန်မှာပေးရတာဖြစ်တယ်။ဒါလာကနေပြီးတော့တောင်းကုန်မှာမနေ့8နာရီပဲရောက်8နာရီရောက်သွားတယ်။8နာရီပဲမှာစပြီးတင်နန်းပေးတယ်။10နာရီပဲဆိုကျွန်တော်တို့ပြန်လာတယ်။ပြန်လာချက်ချင်းကျွန်တော်တို့လာမှလည်းစက်တာထားတဲ့ခါမှာတခြားအသိတော်ကဆရာလာပြီးတယ်။လာပြီးတော့ချက်ချင်းအမြန်ဆုံးပေါ့နော်။ဒီကတော့အမြန်ဆုံးမှဆိုတော့တစ်ခါတလေလမ်းရှိတဲ့နေရာဆိုမိုင်းတရားလောက်တော့ပေါ့။တနာရီမိုင်းတရားတော့လည်းမောင်းပေးတယ်ပေါ့နော်။အဲ့လိုမျိုးနဲ့အချင်းဆိုတော့ကျွန်တော်12နာရီလောက်တော့ရောက်သွားတယ်။ပြီးတော့တနာရီမှာပြန်စတယ်3နာရီမှာပြီးတယ်။အဲ့ဒါပြီးတော့စက်တိုက်ဖြစ်သွားတဲ့အချိန်မှာပေါ့နော်။ကျွန်တော်လည်းရမ်းပြင်မယ်ဒါပေမဲ့အဲ့ဒီဈားတွေကမျက်မှောက်တော်ခံစားရတယ်။ဆိုတော့ကျွန်တော်စိတ်လည်းအရင်လှုပ်ရှားတယ်။မနေ့ဆိုရင်9နာရီနိုးသွားတယ်ပေါ့နော်။ကိုတော့ဒီနေ့ကဘယ်လိုလုပ်လဲဆိုတော့အရင်လည်းစိတ်ပူတယ်။ဆိုတော့ကျွန်တော်ထိုင်စားပြီးဖုန်းဆက်တဲ့ချိန်မှာလည်းကျွန်မကဘယ်လိုခေါ်လဲ။နိုးလို့တော့မပြောချင်ဘူးလို့ဒီရက်ပိုင်းမှာလည်းဖျားခင်ရစကားပြောတဲ့ခါပေါ့နော်။ဘာလို့ဖြစ် yes လို့ပြောမယ်ဆိုတော့ကျွန်မဒီလိုပဲ yes လုပ်လိုက်တယ်ပေါ့နော်။ပြီးတော့ဒီရက်ပိုင်းမှာပြီးခဲ့တဲ့လရဲ့နောက်ဆုံးပတ်မှာကျွန်တော်တို့ဒီ Touch International ကနေပြီးတော့ဒီအသင်းတော်3ပါးပေါင်းပြီးတော့ဒီ combine service လုပ်တယ်ပေါ့အဲ့နေရာမှာလည်းဒုက္ခဘတ်တော်ဝင်လာဖို့ဆိုတော့ကျွန်မကိုဖိတ်ခေါ်တဲ့အခါမှာအဲ့နေရာမှာလည်းဝင်လာတယ်ပေါ့နော်ဆိုတော့ကျွန်မနှလုံးသားထဲမှာဒီနေ့လူငယ်အများကြီးကိုကျေးဇူးတော်ကြောင့်ဒီမှာလည်းလူငယ်အများကြီးတွေ့တယ်ပေါ့လူငယ်အများကြီးနဲ့ဒီယုံကြည်သူတွေကိုကျွန်မအရန်ပြပြချင်တဲ့သတင်းစကားရှိတယ်ပြီးတော့ဒီရက်ပိုင်းမှာဖျားတဲ့စကားပြောတာလည်းအရန်ရှိတဲ့အခါမှာဝင်ရချင်တယ်တော်တော့မဟုတ်ဘူးပေါ့နော်ဒီနေ့ကျွန်မမှာရှိတဲ့အရာကိုကျွန်မနီးရစေချင်တယ်အဲ့ဒီအချိန်မှာကျွန်မကဘာမှမစဉ်းစားတော့ဘဲနဲ့ yes လို့ဖြေလိုက်တာဖြစ်တယ်ပေါ့နော်ဆိုတော့ဖျားရဲ့ကျေးဇူးတော်တကယ်ချီးမွမ်းတယ်ပြီးတော့ခုနကပြောတဲ့အတိုင်းဒီနေရာမှာဖျားရဲ့မျက်မှောက်တော်တကယ်ရှိတာဖြစ်တယ်ဒီနေ့သင်တို့ဒီမှာစာရွက်ပြီးတော့ရောက်ရှိလာတကယ်ကိုထူးခြားမှာဖြစ်တယ်ဖျားကြီးကခုန worship ချိန်မှာလည်းစကားပြောတယ်ဘိတ်သိချင်းမင်္ဂလာကဒီနေရာမှာတက်ရောက်ပြီတဲ့ဒီကိုရှင်ကစာရွက်ကြီးနေရှာတော့ဒီဖျားကြီးရဲ့ဒီနေရာမှာဒီနေ့ကစပြီးတော့ထူးခြားစွာနဲ့လှုပ်လို့ကျွန်တော်ကိုစကားပြောတာဖြစ်တယ်အာမင်ဒီနေ့ဖျားခင်လောကဘတ်တော်နဲ့ကျွန်မဒီမလာခင်မှာဆုတောင်းပြီးတော့အချိန်ယူတဲ့ခါမှာလည်းဖျားခင်လောကဘတ်တော်ပေးတယ်ပေါ့နော်ကျွန်တော်တို့ဒီနေ့ဒီယူဆောင်လာတဲ့လောကဘတ်တော်ကိုပြောခင်မှာဖျားခင်ဖွင့်ပြခဲ့တဲ့လောကဘတ်တော်အရင်ဆုံးဖတ်ချင်တယ်ဟေရှာယ40နှစ်ဖြစ်တယ်ဟေရှာယ40နှစ်ကိုတစ်ကနေပြီးတော့မှကျွန်မရှစ်ထိဖတ်ချင်ပါတယ်ငါထောက်မှတော့ငါကြုံရင်ငါနဲ့တက်မျက်နှာရာငါရွေးချယ်တော်သူကိုကြည့်ရှုတော့ထိုသူ၏အပေါ်၌ငါဝိညာဉ်ကိုငါတည်စေပြီသူဒီလူအမျိုးမျိုးတို့ကိုတရားပေးလိမ့်မည်အော်ဟစ်ခြင်းကြွေးကြော်ခြင်းကိုမပြုမှု၍လမ်းခရီး၌သူ၏အတန်ကိုမတူများမကြားစေရနင်းနယ်လျက်ရှိသောကျူပင်ကိုမချိုးအတောက်သေးသောမီးစာကိုမသက်တရားဒီမြဲမြံခြင်းကိုရောက်မိအကြောင်းစီရင်လိမ့်မည်မြေကြီးပေါ်မှာတရားတော်ကိုမသိစေမီတွင်အာမလျှော့စိတ်လည်းမပြည့်ရသူ၏တရားကိုလည်းတကြွတနိုင်ငံသားတို့ဒီမျောလင်းကြလိမ့်မည်မိုးကောင်းကင်ကိုဖန်ဆင်း၍ကြက်တော်မူထတော့မြေကြီးနှင့်မြေကြီးထဲကဖြစ်သမျှတို့ကိုခင်းကျင်းတော်မူထတော့မြေကြီးပေါ်မှာရှိသောသူတို့အားအသက်ကို၎င်းမြေကြီးကိုကြော်နှင်းသောသူတို့အားဝိညာဉ်ကို၎င်းပေးတော်မူသောဘုရားခင်ထာဝရဘုရားမိန့်တော်မူသည်ကငါထာဝရဘုရားသည်သင်ကိုတရားသဖြင့်ခေါ်ထားသည်ဖြစ်၍လက်ဆွဲလျက်ထောက်မှမည်သင်သည်ကမ်းသောမျက်စိတို့ကိုဖွင့်စိတ်သောငါ၎င်းချုပ်ထားသောသူတို့ကိုလွတ်စိတ်သောငါ၎င်းမောင်မိုက်၌နေသောသူတို့ကိုအမိုက်ထောင်တဲကနှုတ်ယူစိတ်သောငါ၎င်းသင်ကိုလူများနှင့်ပြင်းရင်ဖက်เสียဖို့လူအမျိုးမျိုးလေးเสียဖို့ခံထားမည်ငါသည်ထာဝရဘုရားဖြစ်ထိုနာမသည်ငါနာမဖြစ်ငါဘုံကိုအခြားသောသူအား၎င်းငါတည်ကိုရုပ်တုစင်တုတို့အား၎င်းငါမပေးတဲ့အာမင်လောကတော်အားဖြင့်ဖြားဖြစ်ရောက်တိုင်းကိုကော
ကောင်းချီးပေးပါစေဒီတည်းစကားဟာဆိုဒီမှာရှိတဲ့သင်တို့တက်ချားဖြစ်ပြောတာဖြစ်တယ်ဟာလေလုယာတာမန်လူတွေမဟုတ်လူမျိုးမျိုးလေးစရာကိုတိုင်းနိုင်နေတဲ့အချက်မှာဒီနေ့မျက်စိကန်းတဲ့လူကိုပြန်မြင်စေဖို့အတွက်ဈာတိကရွေးချယ်ခြင်းခံရတဲ့မျိုးဆက်တွေဖြစ်တယ်ဟာလေလုယာအဲကြောင့်တော့ဈာတိရဲ့ကျေးဇူးကိုချီးမွမ်းရအောင်အာမင်ဒီနေ့ဒီဟာကကျွန်မပြင်ဆင်ထားတဲ့မှာပါတော့ဒါပေမဲ့ဒီနေ့မှာဈာတိကမနေ့ပိုင်းမှာတက်တက်ဖွင့်ပြတဲ့အခါမှာကျွန်မအနေနဲ့ဒီအောင်အရင်ဆုံးပြောချင်တာဖြစ်တယ်အာမင်ပြီးတော့ခုနထိုင်နေတဲ့အချိန်မှာဘုရားကကျွန်တော်ထပ်ပြီးစကားပြောတယ်ဒီထဲမှာဒန်ယေလမျိုးဆက်တွေအများကြီးပေါ်ထွက်နေတယ်ဟာလေလုယာတော့ဈာတိနာမတော်လက်ခုပ်ပြီးချီးမွမ်းဒီနေ့မှာလည်းထူပိတ်နေပြီတာဖြစ်တယ်။ဟာလေလုယာထိုဖျားနာမတော်ရဲ့ဘုန်းကြီးပါစေ။ဟာလေလုယာတကယ်ဆောင်ကြည့်နေပါဒီကနေ့အစားပြီးသင်တို့ရဲ့တက်တာကဘယ်တော့မှအရင်ကလည်းမဟုတ်တော့ဘူး။အာမင်အရင်ကလည်းဘုရားရဲ့ဝိညာဉ်တော်ရှိခဲ့တယ်ဘုရားကကောင်းချီးပေးခဲ့တယ်ဒါပေမဲ့ဒီနေ့ဒီချိန်ကစားပြီးသင်တို့ကဘာကိုမောက်လည်မဲ့လူဖြစ်လာလိမ့်မယ်။အာမင်ဟာလေလုယာဒီနေ့ကျွန်တော်ကပွားရမယ်အောင်းစီရော Who am I ဖြစ်ပါတယ်။ငါဘာတူလဲဆိုတဲ့အောင်းစီတယ်နော်ကျွန်တော်တို့ပြန်ပြီးတော့မှခွန်အားယူရအောင်ကျွန်တော်ဈာကိဖွင့်ပြခဲ့တဲ့ရွေးချယ်ခဲ့တဲ့ကျမ်းပိုက်တွေကတော့ရှင်ပေတရုဩဝါဒစာပထမဆောင်ခန်းကြီးနဲ့အငယ်ကိုဖြစ်ပါတယ်အဲ9နဲ့10ပေါ့နော်ကျွန်တော်ပြန်ဖတ်ချင်ပါတယ်သင်တို့မူကားမောင်မိုက်ထဲမှာအဝဲအလင်းတော်ကိုခေါ်တွင်းတော်မူသောသူ၏ဂုဏ်ကျေးဇူးများကိုဖော်ပြစေခြင်းကရွေးချယ်တော်မူသောအမျိုးဖြစ်ကြ၏မင်းစည်းစိမ်ရှိသောယေဘရဟိမျိုးတန်ရှင်သောလူမျိုးပိုင်ထိုက်တော်မူသောအပေါင်းအသင်းဖြစ်ကြ၏အထက်ကအပေါင်းအသင်းမဟုတ်ယခုတွင်ဘုရားသခင်၏အပေါင်းအသင်းဖြစ်ကြ၏ဂရုဏာကျေးဇူးတော်ကိုအထက်ကမခံရတော့လေယခုတွင်ခံရကြ၏တဲ့အာမင်လောကဘက်တော်အားဖြင့်ဘုရားခင်ရောက်တိုင်းကောင်းချီးပေးပါစေဒီနေ့ဒီလောကဘက်တော်ကဗာရေးထားတယ်သင်တို့ကတဲ့မောင်မိုက်ထဲကနေအဝဲအလင်းတော်တွေကိုခေါ်တွင်းတဲ့သူရဲ့ဂုဏ်ကျေးဇူးကိုဖော်ပြစေခြင်းမှာရွေးချယ်ခြင်းခံရတဲ့မျိုးတွေဖြစ်တယ်တဲ့အာမင်နံပါတ်1 chosen generation ကျမတို့ဟာတာမန်လူတွေမဟုတ် Who am I ကိုပြန်ပေးပါငါဘာတူလဲလို့မေးလိုက်တဲ့အခါညံမွေ့ဟာငါဘာတူလဲလို့ကျမမေးလိုက်တဲ့အခါဟောလဆန်ငါဘာတူလဲလို့မေးလိုက်တဲ့အခါမွန်ခါအဲ့ဒါမဟုတ်ဘူးအာမင်ငါဘာတူလဲတော့ကိုမေးတာလည်းဖြစ်လူတီယောက်ယောက်ကနေဘာတူလဲလို့မေးလာတဲ့အခါကျမတို့ကမောင်မိုက်ထဲကနေအဝဲအလင်းတော်ခေါ်ပြီးခြင်းခံရတဲ့သူရဲ့ဂုဏ်ကျေးဇူးကိုဖော်ပြဖို့အတွက်ရွေးချယ်ခြင်းခံရတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်။အာမင်။တာမန်နေမဟုတ်ဘူးကျမတို့ကအထူးရွေးချယ်ခြင်းခံရတဲ့ chosen generation ဖြစ်တယ်။ Hallelujah ဒီမှာရှိတဲ့မိခင်ကြီးများငါကတော့တကြီးလို့မပြောပါနဲ့။တင့်ကိုဖခင်ကရွေးချယ်ထားတာဖြစ်တယ်။ Hallelujah Hallelujah ဒီနေ့အခွင့်ဖခင်ရဲ့ဘုန်းတော်တိုင်းနိုင်ငံရဲ့အထက်မှာလူမျိုးမျိုးလေးစရာကိုကျမတို့ကရွေးချယ်ခြင်းခံထားရတယ်။အာမင်။ချိန်ပေါင်းများစွာစာတမန်ကကျမတို့ကိုလက်ချတယ်။ကိုဆွေးချတယ်။အခါလေးကျကိုကြည့်တော့ငါကမိန်းကလေးတယောက်ပါ။ဒါမှမဟုတ်ငါကတော့အရှင်မပါ။ဒါမှမဟုတ်ငါကတော့လူငယ်လေးပါ။ငါကဖြစ်နိုင်မှာမဟုတ်ဘူး။ချိန်ပေါင်းများစွာကျမတို့ပြောတတ်ကြတယ်။ကိုကြည့်ပါနဲ့အဲ့ဒါအရင်မာနကြီးတာဖြစ်တယ်။ပြောရအောင်ပြောလိုက်ကြကိုကြည့်နေတော့နော်နေရာမာနကြီးဖြစ်သွားလိမ့်မယ်။အာမင်။ဟာလေလုယာ။ဟာလေလုယာဘာဖြစ်လို့လဲ။နော်ငါကမတတ်နိုင်ဘူး။ငါကလူငယ်လေးပဲလို့ပြောလိုက်တဲ့အချိန်မှာသင်ဟာတိတ်ကိုတင်ဘိုးပြတဲ့လူချက်သွားလိမ့်မယ်။တိတ်ကိုတင်ဘိုးပြတဲ့ခါသင်ကတိတ်ကိုတင်ဘိုးပြတဲ့ခါခရစ်တော်ကနေရာမရတော့ဘူး။အာမင်။နားလည်တယ်လို့ဖြားကြီးကောင်းကြီးပေးပါစေ။ကျွန်တော်တို့ကကိုဘိုးမဖြစ်ပဲနဲ့။အော်ကိုတော့ကျွန်တော်ရှိပါတယ်ကျွန်တော်ကိုစိတ်လွတ်တော်ပါ။အာမင်။ဒီနေ့ရှိတိုင်းနဲ့လာပါတဲ့ဖြားကြီးကအဖြစ်ကိုဖြစ်တိုင်းရှိကိုရှိတိုင်းသုံးချင်တာဖြစ်တယ်။အာမင်။ဒီမိန်းကလေးလားယောက်ျားလေးလားကလေးလားလူကြီးလားအဖိုးကြီးလားအဖွားကြီးလားခရီးကလုံးဝစိတ်မဝင်စား။တဲ့ရဲ့ချစ်တီကိုအတိုင်းပဲတဲ့ထူကောင်းကြီးပေးမှာဖြစ်တယ်။ဟာလေလုယာထောက်ပြနာမှာတာရုံတော်ကြီးပါစေ။ဒီနေ့နောက်တစ်ချက်ကပါရေးထားတယ်။ရွေးချယ်ခြင်းခံရတဲ့လူပြောနောက်တစ်ခုကမင်းစည်းစိမ်ရှိတဲ့ရှင်ဘောဟိမျိုးတဲ့။အာမင်။ကျွန်တော်ကတာမန်လူတွေပေါ့။ငါကတော့စီးရဲတယ်။သမီးတော်နဲ့မအောင်မစားရဘူး။သူများရဲ့စကားအကျွေးယူရတယ်မပြောပါနဲ့။သင်တို့ဟာအရေးချမ်းသာတဲ့တော်ဝင်မျိုးတွေဖြစ်တယ်။ Hallelujah Hallelujah Royal Family Amen Amen တော်ဝင်မျိုးတွေဖြစ်တယ်။ကိုပြောပါငါဟာတာမန်လူမဟုတ်ဘူး။မင်းစည်းစိမ်ရှိတဲ့ရှင်ဘောဟိမျိုး။ဘယ်တော့မှဖျားရဲ့ကောင်းတဲ့ခြင်းရှိတယ်လေ။စဉ်းစားကြည့်တယ်။ဘယင်တကာဘယင်ရဲ့တားတော်တွေဖြစ်တယ်။ရှင်ရောရဲ့ခရစ်ယာန်ခန်းကြီးတဲ့ငယ်စနစ်ထဲမှာပါပဲ။ဖိုးတူကိုလက်ခံတဲ့တော့သူတည်ဘူးတော့ကိုတော်ကိုယုံကြည်တော့သူတို့ဟာဘုရားသခင်တားဖြစ်ရတဲ့ကိုဘေးပြီးတဲ့။အာမင်။ဒီနေ့ကျွန်တော်တို့ကယေရှုခရစ်တော်ဘုရားကိုမိမိကယ်တင်ရှင်တတ်သခင်အဖြစ်ယုံကြည်လက်ခံတဲ့နေရာစားပြီးကျွန်တော်တို့ကတာမန်လူမဟုတ်တော့ဘူး။မင်းစည်းစိမ်ရှိတဲ့ယေဘရဟိမျိုးတွေဖြစ်တယ်။အာမင်။ဘယင်လည်းဖြစ်တယ်ရှုပ်တော်လည်းဖြစ်တယ်။အဲ့ဒါက
Amen ရှင်ဘုရားရာလဲရတယ်မရှင်ရာထုတ်လည်းရတာဖြစ်တယ် Amen Hallelujah ဒီနေ့ကျွန်တော်ကတာဝန်လို့ပေါ့အဲကြောင့်ကိုမမေ့ပါနဲ့တခါလေမှာကျွန်မပေါ်တိုင်းပဲလေအမှုတော်ဆောင်တဲ့ရှင်းပေမဲ့ဒီနေ့ဒီလိုဖြစ်လာပေမဲ့အမှုတော်ဆောင်နေခြင်းနဲ့ပဲကိုကြီးမိချင်တဲ့ချိန်ရှိတယ်ကျွန်တော်လောကမှာနေတဲ့အခါဒုက္ခတနာတော်လူတိုင်းရှင်ဆိုင်ရတယ်တထေးပဲဖြစ်ဖြစ်အမှုတော်ဆောင်ပဲဖြစ်ဖြစ်ဘသူမဆိုခလေးကားစလူကြီးဆိုအကုန်လုံးကဒုက္ခတနာကိုရှင်ဆိုင်ရမှာဖြစ်တယ်ယေရှုခရစ်တော်ကိုယ်တိုင်ကပြောတယ်နော်သင်တို့ကလောကမှာဒုက္ခဆင်းရဲခံရမယ်တဲ့ဒါပေမဲ့ငါကလောကကိုအောင်မယ်တဲ့အာမင်လောကကိုအောင်တဲ့ရှင်ကကျွန်တော်တို့ဘက်မှာရှိနေမှာတော့အာမင်အရာရာကပြည့်စုံမှာဖြစ်တယ်ဟာလေလုယာကျွန်တော်အောင်မြင်ကြော်လွှားခြင်းဆိုတာကအခုပြဿနာရှိလို့အဲ့ဒါကိုကြော်သွားမှသာလေအောင်မြင်ကြော်လွှားခြင်းကရလာမှာဖြစ်တယ်အာမင်အဲ့ဒါမှသာလေကျွန်တော်တို့ယာထုနေလဲတက်လာမှာဖြစ်တယ်အာမင်ဟာလေလုယာအဲ့ဒါကြောင့်လို့ကိုမမေ့ပါနဲ့ဒုက္ခဆင်းရဲကြုံရမှာပဲစုံစမ်းတော့ဖြစ်ခြင်းတွေလည်းလာမှာပဲအဲ့ဒီအချိန်တိုင်းမှာကိုပြန်စကားပြောပါငါကတာမယ်မဟုတ်ငါကမင်းစိစိရှိရှိတော့မေ့မျိုးဖြစ်တယ်ပြဿနာမေ့ပြီးလိုက်ပါအာမင်အဲ့ဒါဆိုပြဿနာကပွေတက်သွားမှာဖြစ်တယ်တစ်ခါတလေမှလေဟာမင်းတို့ဘယ်လိုလုပ်လဲငါတို့အိမ်ကခပ်ပေးရတော့မယ်ဘာမင်းတို့ဘယ်လိုလုပ်လဲငါအကျွေးတောင်းနေပြီမင်းတို့ထမင်းစားဖို့အတွက်ဆက်အောင်မစိတ်မရှိတော့ဆက်မရှိတော့ဘူးမပြောပါနဲ့အာမင်ငါတို့တော်ဝင်မျိုးနဲ့ဖြစ်တယ်ငါတို့ကိုလာပြီးကျွေးဝေးပါဖြစ်တယ်ဟာလေလုယာဟာလေလုယာခရိုင်မျက်မှောက်တော်ရှိတဲ့နေရာမှာလေတန်ရှင်တော်ဝိတော်ရှိတဲ့နေရာမှာလေမဖြစ်နိုင်တဲ့အရာတွေကဖြစ်လာလို့နော်ဒီနေ့ကျွန်တော်ရေစကြည်က96ထဲကိုကြည့်မယ်ဆိုရင်ဘာရေးထားလဲဆန်စဘာကိုမာလိုက်များပြားစေပြီတဲ့တစ်ပေအသိမြေပြီးတာကိုများပြားစေပြီတဲ့ဆန်စဘာကိုမာလိုက်များပြားစေပြီဆိုတာကဒီဝိညာဉ်တော်ဘုရားကကျွန်တော်တို့ကတက်ရောက်လာတဲ့အခါမှာလေဘာဖြစ်လာလဲကျွန်တော်နှလုံးသားတွေကကြောက်နှလုံးသားတွေအသားနှလုံးတွေဖြစ်လာပြီးဝိညာဉ်တော်ဘုရားနဲ့ပြည့်လာတဲ့အခါမှာလေဆန်လေးကိုမာပြီးတော့များပြားစေတယ်တဲ့ဆိုတော့ကဒီနေ့ဒီချိန်မှာဒီဝိအိမ်မှာဆန်ရေးသွားလိုက်ပါလို့ဘုရားကပြောတဲ့အခါဆန်ကဒိန်ဆိုလဲရှောက်လာပြီးသူ့အိမ်ကိုအိတ်လိုက်ကြည့်ရောက်လာအောင်ဖြစ်တယ်ဟာလေလုယာဘုရားနာမတာရေးပုံကြည့်ပါစေသင်ဘာလို့လဲသင်ကိုခံစေတဲ့ရှင်ကကောင်းကောင်းသိတာဖြစ်တယ်အဲဒါကြောင့်လို့သင်မဆုံးနေပါနဲ့သင်ရဲ့အသိဉာဏ်သိနိုင်ကိုများပြားစေနေတယ်အာမင်နံပါတ်1ကျွန်တော်ဝိညာဉ်တော်နဲ့ပြည့်ဝလာပြီဆိုရင်ဘုရားကကျွန်တော်တို့ဘာအတွက်ခေါ်ထားလဲဆိုကောင်းကောင်းသိလာပြီဆိုရင်ဘုရားမှာဆိုတဲ့အရာကောင်းကောင်းသိလာပြီဆိုရင်အရာအားလုံးပြည့်စုံသွားမှာဖြစ်တယ်အာမင်ဟာလေလုယာတော့တစ်ချက်ကပါလေတန်ရှင်တော်လူမျိုးတဲ့အာမင်ကျွန်တော်ညစ်ပတ်တဲ့လူတွေလားမှန်ပါတယ်လောကမှာနေတဲ့အခါမှာတစ်ခါတလေပြည့်ပြည့်မိမှာပါစိတ်ဆိုးပြီးတဲ့အချိန်တွေရှိပါပါသူများနဲ့ရံထမ်းပြီးတဲ့အချိန်တွေရှိပါပါဘုရားမကြိုက်တဲ့အရာတွေထဲမှာကိုယုံထွက်ချင်ပေမဲ့ယုံထွက်နိုင်တဲ့လူစရိုက်တွေနဲ့လောဘုရားမတက်တဲ့အကျင့်တွေနဲ့ပြည့်တဲ့အချိန်တွေရှိပါပါဒါပေမဲ့မိတ်ဆွေကျွန်မအားပေးခြင်းနဲ့တင့်ကိုအရှိတိုင်းဘုရားကကြိုးစုပေးပါချက်တယ်တင့်ကိုလိုဝဲဆိုးသွဲနေပါစေဒီသစားမှာတော့ခက်အာမင်ကြည့်မလားရှမာရိမျိုးသမီးကောင်းလားလုံးဝမကောင်းပါဘူးဒါပေမဲ့ဘုရားသခင်ကိုစာနဲ့ပြီးတော့ရာခကဘုရားရဲ့လူတွေကိုဝတ်ထားတဲ့နေရာစပြီးတော့တိမ်လုံးကကယ်တင်ခြင်းခံရအောင်ဖြစ်တယ်အာမင်အဲကြောင့်မို့ငါကြီးကတော့ဘာဖြစ်တယ်ငါဘဝကတော့ဘယ်တော့မှလူညွတ်တော်သွားပြီပေါ့နော်ဘယ်တော့မှလူတော်တော်လို့ရမှာမဟုတ်တော့ဘူးလို့မစင်စားပါနဲ့သင်ဟာတန်ဖိုးရှိတဲ့လူဖြစ်တယ်တန်ရှင်းတဲ့လူမျိုးဖြစ်တယ်ယေရှုခရစ်တော်ရဲ့သွေးတော်ကအားလုံးကိုတန်ရှင်းစေတာဖြစ်တယ်ဟာလေလုယာတကယ်ချင်းကိုယ့်ရဲ့တိုင်းဝိုင်းတွေတော့ကိုယ့်ရဲ့လူမျိုးတွေကကိုယ့်ကိုပေါင်းသိချိန်တောင်မှတန်ရှင်းတဲ့ဘုရားခင်ကျမတို့ကိုဖန်ဆင်းတဲ့အရှင်ကကျမတို့ဘက်မှာရှိနေမှာတော့အာမင်ဘဝဟာပြေဝပြီတော့အာမင်လူဤတိုင်းနဲ့ပြည့်စုံမှာဖြစ်တယ်ဟာလေလုယာပြီးတော့တော့နောက်ဘာရေးထားလဲပိုင်ထိုက်တော်မူတော့အပေါင်းအသင်းဖြစ်တယ်အာမင်ပိုင်လဲပိုင်တယ်ထိုက်လဲထိုက်တယ်နဲ့အပေါင်းအသင်းလည်းဖြစ်တယ်အာမင်တာမန်လူမဟုတ်ဘူးဘုရားကိုယ်တိုင်ကကျမတို့ကိုပိုင်ထားတယ်ပြီးထိုက်လဲထိုက်တယ်ပိုင်ဖို့လည်းထက်တယ်ပြီးတော့ကျွန်တော်တို့ကအပေါင်းအသင်းနဲ့တငယ်ချင်းလို့ခေါ်တယ်။နောက်ခုနကချင်းဝချင်းကိုဆောင်တဲ့ဆရာပေါ်ပြရတယ်ပြောလိုက်တယ်။လူတွေချက်ကအခန့်သက်ရှိတယ်တဲ့။အခါတလေကိုချက်ပါတယ်လို့ပြောတယ်။ငါကတော့ဒီကိုဘယ်တော့မှမဆုတ်ခွာဘူးလို့ပြောခဲ့တဲ့ကိုယ့်ရဲ့အချစ်ဆုံးတငယ်ချင်းတွေကပေး။ကိုလုံးဝနားလည်မှုပဲမသွားတဲ့အချိန်တွေရှိကောင်းရှိတယ်။ဒါပေမဲ့လေတင့်ကိုတလောကလုံးဆွတ်သွားနေတာတင့်နာမှာအမြဲထွေးပိုင်နဲ့ကျမတို့ရဲ့အကောင်းဆုံးမိတ်ဆွေကထိုးဖျားသခင်ပဲဖြစ်တယ်။ထို့ပြနာမတာရေးပုံကြည့်ပါစေထို့ပြတဲ့လက်ပုတ်တီတို့ချီးမွမ်းရအောင်အထက်ကအပေါင်းအသင်းမဟုတ်ဘူးတဲ့ယခုတွေဖျားသခင်အပေါင်းအသင်းဖြစ်တယ်ပြီးတော့ဂယုဏကျေးဇူးကိုအထက်ကမခံရတော့လေယခုတွေခံရတယ်တဲ့အာမင်ကျေးဇူးပြုတာကိုခံရခြင်းဆိုတာကျေးဇူးပြုခြင်းဆိုတာပိုကောင်းလို့မကောင်းလို့တော်လို့မတော်လို့စိတ်ထားကောင်းလို့မကောင်းလို့မဟုတ်ဘူးစိတ်ပုံကြီးကိုပဲဘုရားကချစ်
ပြန်လာချိန်မှာဆက်သားငယ်ကျွန်တော်ကားတဲ့ယောက်ျားကြီးပါတဲ့ကျွန်တော်ယောက်ျားကြီးပါတဲ့ကျွန်တော်ဘာပြောမလဲပေါ့သူယောက်ျားကြီးပါလို့တစ်ချိန်လုံးပြောတယ်သူယောက်ျားပဲကျွန်မသိတယ်ပေါ့နော်အဲ့ဒါသူဘာပြောမလဲလို့ပြောတဲ့ခါမှာကျွန်တော်ယောက်ျားကြီးပါထပ်ပြောတယ်ကျွန်တော်ယောက်ျားဆိုတော့တဲ့လုံရဲတယ်တဲ့ကာရဲတယ်တဲ့ဒါမဲ့တဲ့ကျွန်မအဲ့ဒီနှစ်တောင်ခံစားရတဲ့ခါမှာအချစ်ကိုကျွန်တော်တကယ်တော့ပေါ့တဲ့နေကစားလို့ဘာမှမလုပ်တော့ဘူးဖြစ်တယ်သူကအရင်ကအရှက်တောက်တယ်မိမရှုပ်တယ်နော်ဘိန်းရှူတယ်အဖို့ပေါ့တဲ့လူစက်နဲ့ညအားလို့လေဒါပေမဲ့ခရစ်တော်ရဲ့နှစ်တောင်ကိုသူတေချာနားလေလာတဲ့နေကစားလို့မလုပ်ရတော့ဘူးတဲ့မလုပ်ရဲရတယ်မလုပ်ရတာမတူဘူးနော်မလုပ်ရတာအရင်ချစ်လို့တဲ့ခါလုံးဝမလုပ်ရတာအာမင်ဟာလေလုယာအဲကြောင့်မလို့ကျွန်တော်တို့ကဒီနေ့ဂျေဇုကိုမခံထိုက်တဲ့ခံရတဲ့လူဖြစ်တယ်အကြောင်းကျွန်တော်တို့ကဘာနဲ့တုံ့ပြန်လို့ရလဲခုနလိုပဲငါလုပ်လို့ရတယ်ဒါပေမဲ့မလုပ်ရဘူးအာမင်ငါတို့လုပ်လိုက်ရင်ငါတို့ဘလို့ပြောလိုက်ရင်ဖခင်ရဲ့ဘုန်းတော်ရှုံချပါမယ်ဆိုတော့ကျွန်တော်အများအသက်တောင်ဆင်ခြင်ဖို့အတွက်အများကြီးစီးရဖြစ်တယ်အာမင်ဒီကျွန်တော်တို့ကဘာလို့ကျန် sorry ဒီဓမ္မဟောင်းကျမ်းထဲမှာနော်ကျွန်တော်တို့အသက်တာတစ်ခုကိုကျွန်တော်တို့ခဏလောက်လေ့လာကြည့်အောင်ဥပမာမိုင်းဆိုတဲ့အရာကိုသိတဲ့လူနဲ့မသိတဲ့လူရဲ့အသက်တာပေါ့နော်နှစ်ခုကျွန်တော်တို့လေ့လာရအောင်ဓမ္မရာဇဝင်ဒုတိယဆောင်ထဲမှာနော်အခန်းကြီး9ထဲမှာကျွန်တော်တို့ဘုသူ့ရဲ့အသက်တာကိုတွေ့ရမလဲဆိုတော့အခန်းကြီး9အငယ်3ကနေ73ကြီးကျွန်တော်တို့သေချာဖတ်ကြည့်ပါမယ်အောင်ဒါကျွန်တော်ရှုပ်ကိုပဲဖတ်ချင်တယ်နော်ဒီမှာမေဖိဘောရှက်ကတဲ့ကျွန်တော်ကဲလို့ဖြစ်ရတော့ဝိသေကောင်ကိုရောကြည့်ရှုရမယ်အကြောင်းကိုရောကျွန်ဒီအဘယ်လိုတော့သူဖြစ်ပါသလဲဟုဦးချ၍ပြန်ရှောက်ပြီးတဲ့မေဖိဘောရှက်ဆိုတာကြားဘူးလားဘာလို့လဲဟုတ်တယ်ရှောလူရဲ့မြေတော်နော်ရှောလူရဲ့မြေတော်ရှောလူရဲ့သားဖြစ်တဲ့ဗာလဲယောနသန်ရဲ့သားနော်ဆိုတော့သူတို့ကနန်းကြသွားတယ်ဒါဝိမင်းကြီးကနန်းတက်တဲ့ခါမှာသူကနန်းကြသွားတယ်နန်းကြသွားတဲ့ခါမှာသူတို့ထွက်ပြေးရတယ်နော်သူကျွန်တော်တို့ခေါ်သွားတယ်ထွက်ပြေးတဲ့ခါမှာသူကဖြစ်သွားတယ်ကျွန်တော်တို့ကိုးရင်းနဲ့ထွက်ပြေးတဲ့ချိန်မှာသူကချော်လဲကြပြီးတော့ခြေထောက်ကျိုးသွားတယ်ပေါ့နော်ခြေထောက်မတန်တဲ့ခါမှာအဲ့ဒါစပြီးသူ့ကိုကြည့်တယ်ငါကမတန်ဆွမ်းသူတစ်ချိန်လုံးအားငယ်တယ်သူကဘသူရဲ့မြေတော်ပဲသူကဘသူလဲဆိုတော့မိသွားတယ်ဒီဘောင်းသားဆိုတော့လူပဲမိလာတနေ့ကျတော့ဒါဝိကသူ့ငယ်ချင်းဖြစ်တဲ့ယောနသန်နဲ့သူကသစ္စာပြုခဲ့တဲ့အကြောင်းသူပြန်ပြီးတတိယလာတဲ့ခါမှာသူ့ရဲ့နော်ဒါဝိကနေပြီးတော့မှယောနသန်ရဲ့မျိုးဆက်တွေဒီမှာမရှိတော့ဘူးလားရှိရဆိုပြန်ပြီးကျေးဇူးပြုချင်တယ်လို့ပြောတဲ့ခါမှာဇိဖာရဲ့အိမ်နော်ရှိနေတဲ့မိမိဘောချက်တော့ရှိတယ်လို့ပြောလိုက်တဲ့ခါမှာတခါလေးပဲစိတ်လွတ်လိုက်ပြီးတော့မှခေါ်လာတယ်နော်ခေါ်လာချင်းပဲအဲ့မှာခုနပြောတယ်နော်မိမိဘောချက်ကဒါဝိရှိရဲ့ရောက်တော့သူကပြောတယ်ကျွန်တော်တို့ခွေးသိကောင်လို့ဖြစ်နေတဲ့သူကိုကိုရောကဘာလို့ကြည့်ရှုပါလဲတဲ့ဆိုပြီးတော့သူကဦးချပြီးပြောဝင်တယ်စဉ်းစားကြည့်နော်သူကမတူလဲဆိုတာသူသိတော့တဲ့ခါမှာခွေးသိကောင်နဲ့သူကိုနားလည်တယ်တော့ခြားကြီးကောင်းချီးပေးပါစေသူကရှောလူရဲ့နေတော့တော်ဝင်မျိုးတွေဖြစ်တယ်ဒါပေမဲ့သူအဲ့ဒါကိုမေ့သွားတယ်သူဘဝကိုပဲသူကြည့်တယ်သူဒုက္ခိတဖြစ်နေတာပဲသူအာရုံစိုက်နေတဲ့ခါမှာခွေးနေကောင်းလို့သူ့ကိုပြောတာဖြစ်တယ်သူနားလေတဲ့ခါမှာအဲ့လိုမျိုးပြောတာဖြစ်တယ်အဲ့ဒီခါမှာသူဒါဝိကိုလည်းရှစ်ခေါ်တယ်ရံဝမ်းတာလို့ဒါပေမဲ့ဒါဝိမင်းကြီးကပြောတယ်မစိုးရိမ်နဲ့တဲ့နော်ခွနဲ့မှာတဲ့အဖယောနသန်အတွက်ငါဒီတင်လိုက်ဆက်ကျေးဇူးပြုပြီးတဲ့အဖို့ရှောလူပိုင်တဲ့ညနေကိုငါပြန်ပေးပြီးတင်ဒီနေ့တိုင်းစင်ငါစပွဲတိုင်းစားရမည်တဲ့ဒီနေ့ဒါကဘုရားသခင်ကကျမတို့ကိုဒါလေးချက်ခန်းကြီး3နဲ့10မှာပြည့်နေခဲ့တယ်ငါဖြစ်တယ်ငါကတကားရှိမှရက်ရက်ခောက်လက်နေတယ်အကျဉ်သူကငါရဲ့တန်ကိုကြားပြီးတကားကိုပြန်ထိုးသူလေးသူနာလေးနေပြီးစားတော့နော်အဲ့ဒီလုံးဘက်တော်ဖြစ်တယ်နော်ဒီကျမတို့ကတကယ်ခေါ်ပြီးနေရာပြီးလိုက်တဲ့ခါမှာကျမတို့ကတက်လုံးဘုရားရဲ့အိမ်တော်မှာစားတော့ရတဲ့ခုကိုပြီးတော့မျက်မှောက်တော်ထဲမှာတိုက်တိုင်းနော်ကျမတို့အရင်ပျော်ဝေးရမှာဖြစ်တယ်အာမင်ဒီနေ့ဒါဝိမင်းကြီးကသူ့ကိုနော်ငါနဲ့သူအဲ့ဒီနေဝိုင်းမှာနေကအမြဲတမ်းစားတော့မယ်လို့ပြပေးလိုက်တာဖြစ်တယ်အာမင်ဟာလေလုယာပြီးတော့မစိုးရိမ်နဲ့တဲ့တင်ပိုင်တမကိုပြန်ပေးမယ်အဲ့ဒါဂျေဇုပြုချင်ချက်တယ်ဒီနေ့ဘုရားသခင်ကလည်းနော်မိမိသားတော်ရှင်ကိုမနှမျောဘဲနဲ့ယောမခန်းကြီး8နဲ့37မှာကြည့်မိမိသားတော်ရှင်ကိုမနှမျောဘဲနဲ့ပေးတဲ့ဘုရားကတဲ့သားတော်ရဲ့တကွာခတ်သိမ်းတော်ရှာကိုပေးတဲ့နေမလားတဲ့အာမင်ဟာလေလုယာဒီကဘာဒီတော့သားတော်ဖြစ်တဲ့ယေရှုကိုပေးတဲ့ဘုရားခင်ကကျမတို့ကအားလုံးကိုပေးပေးနေမလားဘုရားခင်သူရဲ့အားလုံးကိုကောင်းချီးပေးပါစေကြောင့်ကျမတို့ကနော်ဖခင်ရဲ့အိမ်တော်သားဖြစ်ပြီဆိုကြတဲ့တားဖြစ်ပြီဆိုကြတဲ့ကျမတို့အမွေသားအမွေခံနေဖြစ်တယ်ယေရှုခရစ်တော်ကကျမတို့ရဲ့အမွေဖြစ်တယ်ဒီသမာကျမ်းစာမှာအဲ့လိုပြောထားတာဖြစ်တယ်သင်တို့ရဲ့အမွေကတဲ့ယေရှုဖြစ်နေတယ်လေဝိလူတွေမှာဂတိပေးခဲ့တဲ့ကြာယေရှုရှိမှတော့ကျမတို့အမွေယေရှုကိုရောက်မှတော့အားလုံးရမှာပေါ့နော်ကြားမှုပါပဲဆရာတွေတရားဟောတဲ့ချိန်မှာလေလင်မယားရန်ဖြစ်ကြတယ်တဲ့အဲ့နဲ့နောက်ဆုံးကျတော့သူ့ယောက်ျားကိုခံနိုင်တော့အဲ့မိန်းမကွာရှင်းချင်ပြီ
နေငါပိုင်တဲ့အားလုံးလေးကိုပေးမယ်ကားကြိုက်လားအိမ်ကြိုက်လားနေဘာယူမလဲနေယူသွားလို့ပြောတဲ့အခါမှာနောက်ဆုံးကျတော့ကျမလိုချင်တာတကယ်ပေးပါလားပေးမယ်ယူသွားလို့ပြောတဲ့အခါမှာကိုပဲလိုချင်တယ်အာမင်ဟာလေလုယာကိုရဲ့အားလုံးရပါဖြစ်တယ်ဟာလေလုယာဒီနေ့ကျွန်တော်ယေရှုကိုရရဲ့အားလုံးရပါဖြစ်တယ်အာမင်ဟာလေလုယာသူကကျွန်တော်ရဲ့အမှုဖြစ်တယ်သင်လိုတဲ့ချိန်တိုင်းမှာသူကအမြဲတမ်းထောက်ပံ့ဖို့အတွက်အစဉ်တည်းရှိနေတဲ့ဖိတ်အားခြင်းဖြစ်တယ်ဟာလေလုယာဒီနေ့သားသခင်ကတော့သူစမ်းသပ်ချင်တယ်ကျွန်တော်တို့လည်းစမ်းသပ်မှာဖြစ်တယ်ငါသားငါသမီးကဒီစနစ်ထိုက်တန်ပြီလားဆိုတော့အမြဲစုံစမ်းအောင်ဖြစ်တယ်ထိုက်တန်ပြီဆိုတာလည်းကျွန်တော်တို့ကိုဆုလက်ဆောင်ပေးမှာဖြစ်တယ်ဒီနေ့အာဗြဟံကိုလူမျိုးကြီးများရဲ့ဖခင်ဆိုတဲ့ယာထုကိုစပြီးတော့အတိတကျ official ပေါ့နော် official ပေးတော့မဲ့ချိန်မှာမလုပ်လေတူတီတော့အချစ်ဆုံးသားသူ့ရဲ့အချစ်ဆုံးသားသူ့နှလုံးသားတစ်ခုလုံးတောင်းခဲ့တာဖြစ်တယ်သူမနှမျောနဲ့ရှစ်ပူဆိုလိုက်တယ်အဲ့ဒီချိန်မှာသူ့သားမေးတဲ့အားလုံးသိရနော်ကျွန်တော်တို့ဒီဇက်လန်ကိုကျင်းချုပ်ပဲပြောမယ်ဆိုသူ့တူတီတော့သားတဲ့အိဇက်ကအဖေချင်းပါတယ်ဒီပါတယ်ချက်ကောင်မှာလဲလို့နေတဲ့ခါမှာဘုရားသခင်ပြင်ဆင်ပေးတယ်အာမင်သူ့ဖြေရခြင်းကောင်းတယ်နော်သူသိနေတယ်လေကျွန်တော်တို့ဆိုတော့တားရင်ဖခင်ကတော့လေမြို့ကိုပေးခဲ့တာမြို့ကိုပြန်တောင်းပြီးရှစ်ပလင်ပေါ်မှာတီးစီတယ်မြို့ကိုတတ်တာလို့ပြောတယ်လို့ပြောပြီးတော့လေဟုတ်မှာမဟုတ်ဘူးလားဒါပေမဲ့သူကဘာပြောလဲအချင်းတွေဘလို့ပဲစိုးနေပါစေဖခင်သခင်ရဲ့တတ်နိုင်ခြင်းကိုဝန်ခံနေတာဖြစ်တယ်ဟာလေလုယာကျွန်တော်အချိန်တိုင်းမှာအချင်းတွေကပြပေါ်ကလည်းဖြစ်နေပါစေအချင်းတွေကလုံးဝညောင်းလဲချက်မရှိတဲ့အချိန်တွေဖြစ်နေပါစေဖခင်ရဲ့ဂတိတော်ကိုဆက်ပြီးဝန်ခံရဒီနေ့သူထောက်ပံ့လိုက်သူပြင်ဆင်လိုက်တယ်လို့ပြောလိုက်တဲ့အချိန်မှာသူတကယ်ချီတယ်ရစ်ပေါ်မှာတင်တယ်တတ်တော့မယ့်ချိန်မှာလည်းသူသာသောတော့မတက်ဘူးဗျာအဖေကပြောတော့ဘုရားပြင်ဆင်တယ်ဆိုတော့ကျွန်တော်တက်နေတာလေလို့ပြောသူတို့နှစ်ယောက်လုံးရဲ့ယုံကြည်ခြင်းအာမင်ဘလောက်ကြီးမြတ်တယ်အဲ့ဒီချိန်မှာပဲဘုရားသခင်ကအာဗြဟံမင်းယုံကြည်ခြင်းကိုငါမြင်ပြီးမတက်တဲ့နောက်မှာသူ့ကိုပြင်ဆင်ပေးထားတာဖြစ်တယ်အဲ့ဒီနေရာမှာဘုရားသခင်ကထောက်ပံ့တယ်နော်ယနေ့တိုင်အောင်ဘုရားသခင်ထောက်ပံ့တယ်ဆိုတဲ့နာမကျွန်တော်တို့ဂျဟောဝါဂျီရဲနော်ကျွန်တော်တို့မမောင်းဆိုအဲ့နေရာမှာကျွန်တော်တို့ဒီကဘာဦးချက်20ကိုကြည့်မယ်ဆိုရင်20 23အဲ့နာမှာကြည့်မယ်ဆိုအဲ့ဒီခါပါဖြစ်တယ်အာဗြဟံရဲ့အဲ့ဒီအရာကသူ့စာဝဲကဝဲနာမတစ်ခုဘုရားရဲ့ဝဲနာမတစ်ခုထင်ရှားစေတာဖြစ်တယ်ဟာလေလုယာတော့ကျွန်တော်ကြုံတွေ့နေရတဲ့ပြဿနာတွေကဘုရားရဲ့ဝဲနာမလူတွေကထင်ဟပ်လာလို့လူတွေကသိတာဖြစ်တယ်ဟာလေလုယာအကြောင်းကိုဘုရားသခင်ဆက်ပြီးတော့ကျွန်တော်တို့မျှော်ကြည့်ရအောင်ကျွန်တော်တို့တာမန်လူတွေမဟုတ်နောက်တော့တူပြန်ကြည့်အောင်ဒယေလရဲ့တက်တာဒယေလမှာတတိချန်နော်ဒီနေ့အခန်းကြီး1ငယ်15နဲ့17ကိုဖတ်ပြီးဆိုရင်ဘာပါလဲဒယေလဟာဆိုရင်မင်းကြီးမင်းသားဖြစ်တယ်အားလုံးသိကြတယ်ဒါပေမဲ့ဘာဘလုံကသူတို့ကိုစစ်ရှုံးတဲ့ခါမှာတုတ်ပန်းဖြစ်ဖမ်းတယ်နော်ဖမ်းဆီးခြင်းခံလိုက်ရတယ်သူတို့ကကြုံဖြစ်သွားတယ်အဲ့ဒီအချိန်မှာဘာလုပ်လဲသူတို့အားလုံးကိုပုံလုပ်ခံရတယ်နော်တရုတ်သားတွေချင်းလူဆိုပုံသိပါပဲကျမတို့လိုတက်ရွယ်နောက်ပိုင်းတွေတော့ကျမရဲ့အောက်ပိုင်းကလူတွေတော့သိမှာမဟုတ်ပေါ့ချိန်ကားပါပါလေနော်ပုံဆိုတာဘယ်လိုမျိုးလဲဆိုတာပုံဆိုတာကယောက်ျားဘဝအားလုံးချက်စီးခံရရတယ်ခန္ဓာဘဝနဲ့ယောက်ျားလေးဒါပေမဲ့ယောက်ျားမဟုတ်တော့ဘူးမိန်းမလည်းယူလို့မရတော့သူဘယ်လောက်ထိနာကျင်လဲမိမိဘောရှက်လို့ပဲသူ့ကိုသူအရင်စိတ်နာတဲ့ချိန်ရှိပါပဲဒါပေမဲ့လေသူတို့ကမစိတ်နာဘူးဗျာဘာလို့လဲနော်အဲ့ဒီမိန်းမဆိုးကနော်ဒီဘယင်ရဲ့ပွဲတော်ကနေကြာလာတဲ့ဒီစားပွဲတွေစားပါလို့ပြောတဲ့အခါမှာသူတို့လုံးဝမစားဟင်းတီးဟင်းပဲနဲ့ရေကိုပဲတောက်တယ်ဆယ်ရက်ပုံစံခိုင်းတယ်ဖခင်ရဲ့ဂတိတော်ပဲသူတို့ဆက်ပြီးဆွဲခိုင်းတဲ့အခါမှာဖြစ်လာတယ်နောက်ဆုံးကျတော့လူတွေအားလုံးနဲ့ရှင်ကြည့်တဲ့အခါမှာသူတို့ကဉာဏ်ပညာအရာမှာဆယ်ဆတာထူးချွန်နေတယ်အာမင်သူတို့ကဝေကြီးပြည့်ရွေးချယ်ခံရတာဖြစ်တယ်ဟာလေလုယာအကြောင်းလို့ကျွန်တော်တို့တာထဲမှာ who am I ဆိုတော့ကောင်းပြီးဖို့မသိတဲ့လူတွေတက်တာနဲ့သိတဲ့လူတွေတက်တာကအရင်ပွာချတာဖြစ်တယ်ဒီနေ့ဘယင်ရဲ့သားတော်တွေမြေးတော်တွေမျိုးဆက်တွေပဲတော့နှစ်ယောက်လုံးကဒါပေမဲ့မိဖိဘောရှက်ကမသိတဲ့ခါမှာငါခွေးသေးကောင်လို့လူကိုဘာဖြစ်လို့ဒီလိုလုပ်ရတာလဲလို့ပြောတယ်ကျွန်တော်တို့နှစ်ကိုဆက်ကြည့်မယ်ဆိုဒိုင်လာနာတတိချန်ခန်းကြီးနဲ့41နောက်ပိုင်းမှာကျွန်တော်တို့ကြည့်မယ်ဆိုရင်46လောက်49လောက်ရှိတယ်ဒိုင်လာကရှင်ပင်ကြီးကအိမ်မက်တယ်သူ့အိမ်မက်ကိုလည်းသူမသိဘူးနတ်ကိုလည်းမသိတဲ့ခါမှာသူတို့တမင်ချင်းတွေလည်းသူတို့ဆုတောင်းကြတယ်ဆုတောင်းတဲ့ခါမှာဘုရားသခင်ကသူ့ကိုအိမ်မက်တွေပြပြတယ်အဲ့ဒီခါမှာရှင်ပင်ကြီးကိုပြောတဲ့ခါမှာရှင်ပင်ကြီးကတော့ဘာလုပ်လို့လဲဒိုင်လာရှုခိုးတယ်ဗျာနားလည်းတော့ခြားခဲ့ကောင်းကြည့်ပြပါစေ။ Who am I ဆိုတာကိုသိတဲ့လူတွေလေရှင်မင်းကပြန်ပြီးရှုခိုးရဖြစ်တယ်။မသိတဲ့မိဖိဘောချက်ကတော့ရှင်မင်းကိုရှုခိုးရတယ်။အာမင်။နားလည်းတော့ခြားခဲ့ကောင်းကြည့်ပြပါစေ။ကြောင့်ကျွန်တော်တို့က Who am I ငါတို့တူတယ်။ငါကတာမန်မဟုတ်ဘူး။
လေးစီးစိတ်ရှိတဲ့ရုပ်တော်ဟိတ်ဖြစ်တယ်ဖခင်ရဲ့ပေါင်းခြင်းဖြစ်တယ်ငါ့မှာတငယ်ချင်းကောင်းရှိတယ်အရာခတ်သိမ့်ကိုပန်ထားတဲ့အရှင်ရဲ့တငယ်ချင်းဖြစ်တယ်အာမင်သူနဲ့ပါလေအရာအလုံးကိုတို့ကပြောင်းလဲမှာဖြစ်တယ်ဆိုတဲ့လုံတော့ကျွန်တော်တို့ပါမှာဝင်ဖို့လိုဖြစ်တယ်အာမင်အဲကြောင့်လို့ကျွန်တော်အဓိကပြောချင်တဲ့ချက်ကပါလေနံပါတ်1ကျွန်တော်တို့ဒုက္ခရောက်တဲ့အချိန်တိုင်းမှာဖခင်ရဲ့ဂတိတော်ဖြစ်တဲ့ဒုက္ခပတ်တော်ကိုဆွဲခိုင်ဖို့လိုဖြစ်တယ်ဘလို့ချိန်နေပဲရှင်စာရပါစေဆက်ပြီးဖခင်ကိုလိုလေရအောင်ဒီနေ့ကျွန်တော်တို့ကြည့်ရအောင်နောက်တစ်ချက်ကပါလေဖခင်ရဲ့လက်တော်ကိုဆွဲခိုင်ဖို့အတွက်ဖြစ်တယ်ဒီနေ့ကြည့်ရအောင်ဒိုင်နိုင်တကယ်ချင်း၃ယောက်ပဲเนาะရှာဒရက်မျိုးရှက်ပြီးတဏီကောတို့သူတို့ရဲ့သက်တာထဲမှာရှင်မင်းကြီးကဒီရုပ်မှုယူဖို့ကိုကိုးွယ်ဘူးဆိုရင်မိဟန်ထဲမှာချမယ်လို့ပြောတယ်။ဒါပေမဲ့သူတကယ်ချင်း၃ယောက်ကပြောလိုက်တယ်ရှင်မင်းကြီးကျွန်တော်တို့ကိုးွယ်ရင်ဖရားခင်ပါလေ။မိဟန်ထဲကလည်းကဲနိုင်တယ်ရှင်မင်းကြီးရဲ့လက်ထဲကလည်းကဲနိုင်တယ်။တကယ်လို့မကဲရင်တောင်မှဘယ်တော့မှမရှိခိုးနိုင်ဘူးလေအာမင်။ဟာလေလုယာဖရားရဲ့ဂတိတော်ကိုသူတို့လုံးဝအောင်ဆုံးဆွဲခိုင်းပြီးတော့ဖခင်ရဲ့လက်တော်ကိုသူတို့လုံးဝအောင်ဆုံးဆွဲခိုင်းတယ်ဖခင်ကကဲလိုက်မကဲရင်တော့လုံးဝမရှိခိုးနိုင်ဘူးလို့ပြောတဲ့အခါကောင်းကင်ကဖွင့်လှစ်လာတော့တလောကလုံးရဲ့အခြေအနေတွေကပြောင်းသွားတယ်အာမင်သူတို့ကမိအိမ်ထဲကိုချတယ်ဗျာမချတာမဟုတ်ဘူးဘာဖြစ်လို့လဲအဲ့ဒီမိအိမ်ကဖခင်ရဲ့ဘုံတော်ပဲသူကပြင်ဆင်ခံရတာဖြစ်တယ်အဲ့ဒီမိအိမ်ထဲသူတို့ရှောက်သွားတယ်နော်ဒီစပင်းသမွေးတာမလောင်ဘူးလက်မွေးလေးတာမလောင်ဘူးအဲ့ချိန်မှာအရန်အော်သွားတယ်ကျွန်တော်သိရတာလေနော်သူတို့ကိုချတဲ့လူတွေကမိဟက်ပြီးတိတ်သွားတယ်။ဒါပေမဲ့သူတို့ကမသိဘူး။အဲ့ဒီခါမှာရှင်မင်းကြီးလည်းအရန်လန့်သွားတယ်။အဲ့ဒီအချိန်မှာတလောကလုံးကရှာဒရက်မေရှက်ဒီလိုကောရဲ့ဖခင်ကတကယ်အသက်ရှင်တယ်။သူ့ကိုလည်းကိုးကွယ်ပါဆိုရဲအမင်းကရောက်လာဖြစ်တယ်။ဟာလေလုယာ။ကျွန်တော်တို့ရဲ့နေ့စဉ်သက်တာတွေမှာရွေးချယ်မှုတွေကြုံရမှာပါ။အဲ့ဒီအချိန်တိုင်းမှာဖခင်ရဲ့ဂတိတော်ကိုဆွဲကြတယ်လို့ဖခင်ကိုပဲရွေးချယ်တယ်ဆိုရင်လေတလောကလုံးကကျွန်တော်တို့ဖခင်ကနော်သူတို့တရားမဟုတ်ပါဘူးအေးဝင်လည်းတော့မဟုတ်ပါဘူးဒါပေမဲ့သူတို့ရဲ့အသက်ရှင်ခြင်းမှာဖခင်ကထင်ဟပ်လာတဲ့အခါမှာတလောကလုံးကသူတို့ဖခင်ကအသက်ရှင်နေဆိုတာသိလာဖြစ်တယ်အာမင်ဒီမှာရှိနေတဲ့သူတွေကလောကကိုမောက်နိုင်တဲ့သူဖြစ်တယ်အခြေအနေကိုမောက်နိုင်တဲ့သူဖြစ်တယ်အခြေအနေကောင်းတာကိုစောင့်မဲ့လူတွေမဟုတ်ဘူးကျမတို့တွေကပိုက်ကိုလင်းသားတွေဖြစ်တယ်အာမင်တန်လိုက်ဒုံကြီးတွေဖြစ်တယ်ဟာလေလုယာတန်လိုက်ဆိုတာကတန်တွေကိုလိုက်တာဗျာတင်တန်ဖြစ်ချင်လားတန်လိုက်ဖြစ်ချင်လားအာမင်သင်ကအခြေအနေကောင်းဖို့မဆုံးနဲ့သင်ရှိတဲ့နေရာမှာသင်လုံးလုံးနေတာကုမ္ပဏီဝင်ထမ်းလားအစိုးရနယ်ပယ်မှာသင်လုပ်နေတာလားဖခင်ကိုယုံကြည်ပါကျွန်တော်နည်းနည်းလေးသက်သေခံခြင်းတယ်ကျွန်တော်2000နဲ့ဒီကျွန်တော်ကျေးဇူးတော်ကြောင့်ဒလမှာပေါ့နော်မှုတော်ဆောင်တာဆိုရင်ဒလညီကိုနင်းတာရှစ်နှစ်ပြည့်သွားပြီကိုယ့်ရဲ့ကိုလာပြည့်သွားပြီဆိုတော့ကျွန်တော်ကမှုတော်စပြီးဆောင်တဲ့အချိန်မှာပေါ့နော်ဟို volunteer ဘွားနဲ့ကျွန်တော်တွားခဲ့တယ်ဆိုတော့ကျွန်မရဲ့ကိုဝင်ခွဲတွေရှိရနော်ကျွန်မရဲ့တက်တာကိုသူတို့သိတယ်မှာအမောက်ဝင်ခွဲတွေသိတယ်ကျွန်မကအရင်ကအင်ဂျင်နီယာဖြစ်တယ်ကျန်ကုန်တလင်တရားမန်းနဲ့စီမံကိန်းဆိုတာဒီတကုံပြုတ်တဲ့ဒီတရားပေါ့နော်တကုံယူဇနာဥယျာဉ်တို့တော့မှာကျွန်မ6နှစ်လုပ်ခဲ့တယ်ဖခင်ရဲ့ခေါ်ခြင်းကြောင့်ကျွန်မအင်ဂျင်နီယာလုပ်ကိုဆွလုပ်ပြီးတော့ဖခင်ရဲ့ပြုတော်ဆောင်ဖို့အတွက်ဆက်ကပ်လာတယ်အဲ့ဒီအချိန်မှာကျွန်မရဲ့မိဘတွေကလည်းပေါ့နော်ကျွန်မဂျပန်မှာကျွန်မကိုတယောက်မောင်လေးတယောက်ရှိတော့ဂျပန်ကိုသွားစီချင်တယ်ကျွန်မအဲ့ဒီအချိန်ကထိဂျပန်သွားမယ်ပေါ့ကျွန်မရဲ့မောင်လေးနဲ့နောက်မောင်လေးတယောက်နဲ့ပေါ့နော်ဂျပန်သွားမယ်လို့စဉ်းစားတဲ့အချိန်ဖြစ်တယ်အဲ့ဒီအချိန်မှာဒီမှာဆမ်မိုခိုင်ရဲ့အစီအမံမှာရှိတဲ့ဆရာတော်မော်နော်သူကလူငယ်ပါစတာဆိုတော့ကျွန်မလူငယ်မှာစပြီးပါဝင်တယ်အရင်ကကျွန်မ10တန်းအောင်ပြီးတော့ကျောင်းတက်တယ်ကျောင်းတက်ပြီးတော့အမှတောက်ချောက်အလုပ်ဝင်တဲ့ခါမှာလူငယ်မှာလည်းတစ်ခါမှမပါဘူးအလုပ်တွေထွက်ပြီးတော့မှပါဝင်တယ်အဲ့ဒါနဲ့ဘာဖြစ်လာလဲဆိုတော့သူကကျွန်မကိုလူငယ်ရေးဝင်လေးတောင်းခံချက်ခတ်လာတယ်ပေါ့နော်ခတ်လာတဲ့အချိန်မှာကျွန်မကတော့ဟုတ်ပြီဟိုလူငယ်မှာပါဝင်လို့ညီမကရှိလို့အစွမ်းကုန်ရတဲ့စိတ်ခံတယ်ဆိုတော့စိတ်နဲ့ပဲကျွန်မလိုက်သွားတယ်ဘယ်လောက်မှပါဝင်တယ်ဒါပေမဲ့တနေ့ကျတော့ဘာဖြစ်လာလဲဆိုတော့အားလုံးသိတဲ့ဆရာမပေါ့နော်ဒီကျွန်တော်တို့သိဆရာမဖြစ်တဲ့သူကိုယ်တိုင်ချင်းများဆက်တဲ့ဆရာမအက်စတာနင်းဖွင့်ခုနကဆရာမသူစားလို့ခေါ်တယ်သူကဒလမှာအရင်ဆုံးတောင်းခံလုပ်ခဲ့တာဖြစ်တယ်သူတို့နဲ့ကျွန်တော်တို့ဒလကိုလိုက်သွားတယ်ပေါ့နော်ရောက်လာတယ်နာဂစ်ပြီးရဲ့နောက်ပိုင်းမှာရောက်သွားတယ်အဲ့ချိန်မှာဘာဖြစ်လာလဲဆိုတော့ဆရာမကကျွန်တော်တို့တေးဦးဆရာမကြီးဆုံးသွားတဲ့အချိန်မှာသူဝိညာဉ်ဖခင်ဖြစ်တဲ့ဆရာအီမီလို့စီမှာပဲစက္ကတ်တော့မယ်ဖိလစ်ပြေသွားပြီလို့ပြောတယ်အဲကျွန်မကဆရာမရဲ့မမျောစရာကြီးမထွက်ပါနဲ့လို့ကျွန်မပြောခဲ့တယ်ဒါပေမဲ့သူကမဟုတ်ဘူးတဲ့ဖျားခံခေါ်တယ်အဲ့ဒါဆရာကြီးခေါ်တယ်ဆိုတော့မတက်နိုင်ဘူးပေါ့ကျွန်တော်တို့ပြောပြီးအဲ့လိုပဲနေတယ်အဲ့နဲ့ဘယ်လိုဖြစ်လာလဲဆိုတော့သူထွက်သွားတဲ့အချိန်မှာအဲ့မှာဆက်ပြီးတော့မှုတော်ဆောင်ဖို့အတွက်လုပ်လာတယ်လိုတဲ့ကောင်ကကျွန်တော်တို့ခုရလက်ရှိတေးဦးဆရာကြီးပေါ့နော်ဆရာဒေးဗစ်ဆိုမှာကျွန်မနဲ့ဆရာမဆန်ချင်ပေါ့နော်ဒီဆိုတော့ဆောင်မှုရဲ့အမကျွန်တော်တို့ညကိုပြန်လိုက်တယ်တရက်ပဲချိန်ပေးတာနိုဝင်ဘာလတစ်ရက်နေပါတော့တရက်ပဲကျွန်တော်တို့စဉ်းစားကြည့်ခေါ်တွေ့တယ်
breakfast ကျွေးပြီးတော့ကျမတို့ကိုပြောတယ်ကျမဘိုးကမှလေတကယ်ထဲနဲ့ဆုံးဖြတ်ချက်ချတာခေါက်မှမရှိကျမမိန်းကလေးထဲမှာအငယ်ဆုံးဖြစ်တဲ့ခါအရှမ်းခက်တယ်အဲ့ဒါကျမအဖေကိုသုံးပေးတယ်အမေကိုသုံးပေးတယ်အကိုတွေကိုမတွေကိုပေးတယ်အဲ့ဒါသူတို့အားလုံးကမင်းကိစ္စမိဟာမဆုံးဖြစ်တဲ့အခုတော့ဆောင်လို့ဆိုတာမတိုက်သုံးရဲဘူးပေါ့နော် pressure ရမ်းများတဲ့ခါအဲ့ဒါကျမဘယ်လိုလုပ်ရမလဲမတတ်နိုင်တဲ့ခါမှာချစ်ချင်းကျမအခန်းတစ်ခါကိုပြလိုက်တယ်အချိန်လုံးဖျားနေပဲစကားပြောတယ်ငိုတယ်ကိုတော့ဘယ်လိုလုပ်ရမလဲစကားပြောတဲ့ခါအဲ့ချိန်မှာကျမမောင်လေးနဲ့ဂျပန်သွားရဖို့ဖြစ်တယ်အဲ့ဒါကျမကဖြားကြီးစကားပြောတဲ့ခါမှာဖြားကြီးကကျမအောင်စကားပြောတယ်မြေကြီးပေါ်မှာရှိတဲ့အရာကိုဆွဲလန်းနဲ့ထိတ်အောင်ဆွဲလန်းမှာဆိုရင်လောကဘက်ကြော်တယ်ပြီးတော့လူကတူတူပြပြချက်စီပဲဖြားရဲ့အချိန်ဒီလိမ့်နေတယ်ပြီးတော့ခါကျတော့ပြီးတော့ဗာလဲဇေစုမောအထုပါဝိတယ်ဆိုရင်နေရမှာယေရှုကိုလားသူ့ကောင်းကြီးကိုလားဘယ်ဟောရွေးချယ်လဲဆိုတဲ့အရာတွေစကားပြောကျမချင်းလို့မိုးရဲတဲ့ညပဲချင်းကိုလို့ထူသွားမှန်းတော့မသိဘူးအဲ့ဒီချိန်ကစပြီးတော့ကျမ yes ကိုထူလိုက်တာဖြစ်တယ်အဲ့ဒါနဲ့ကျမတို့ yes ဆိုပြီးတော့ကျမ22ရက်နေ့မှာနိုဝင်ဘာလ22ရက်မှာမှုတော်ဆောင်ဖြစ်ကျမကိုစခန့်ပြီးတော့23ရက်နေ့မှာဘာဖြစ်လာလဲဆိုတော့အသိတော်စားတော့မယ်တဲ့ဘယ်လားအဲ့မှာ cell group ပေါ့ mission group ကနေပြီးတော့အသိတော်စားတော့မယ်တဲ့ကျွန်တော်ပြောတဲ့ခါမှာကျွန်မတကယ်ချင်းဟာဒီချိန်မှာတော့စားလို့ရှိရင်အစီမကောင်းတော့မဖြစ်ဘူးဆိုအဲ့ဒါကျွန်မလည်းဖျားကြီးမှာပဲပြေးတယ်ကိုတော့လူကြီးကတော့စားတော့မယ်လို့ပြောတယ်ဒါပေမဲ့ဆရာမကတော့စားဖို့အချိန်မတန်သေးဘူးလို့ပြောတယ်ကိုတော့ဘယ်လိုလုပ်မလဲလို့ကျွန်မဖျားဖို့ပဲစုတာပြီးတော့နေတဲ့ခါမှာအခန်းကဖျားနေပဲစကားပြောတဲ့ခါမှာဖျားခံမှာပြောလဲဆိုတော့ငါအသိတော်ကိုငါစောင့်နေမရဏနိုင်ငံကကတော့ဒီနာရတယ်ပြီးတော့ဘိုးချီအားဖြင့်မဟုတ်အာနာတူအားဖြင့်မဟုတ်ငါ့ဝိညာဉ်အားဖြင့်ဖြစ်လိမ့်မယ်တဲ့ဖျားကပြောတယ်အဲ့ဒီမှာစပြီးအသိတော်ဖြစ်စပြီးတော့လုပ်တဲ့နေ့ချိန်ကလူ30ကျော်တယ်ပေါ့နော်ဆရာတွေကလာတယ်သင်္ထောက်ကြီးတွေလာတယ်အဲ့ဒီမှာကျွန်မအရင်မို့တယ်ဝမ်းသာခြင်းနေတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်မအရင်ကအင်ဂျင်နီယာလုပ်တဲ့အချိန်မှာကျွန်မကိုအဲ့ဒီမတိုင်ခင်ကလေးကအမှုတော်ဆောင်ဖို့လေစက်ဆောင်တက်ဖို့ပြောကြတယ်အဲ့ချိန်မှာကျွန်မကဟုတ်ဘူးအဖေလိုပဲအရာရှိလုပ်နေတယ်သွားတဲ့နေရာတွေမှာအသိတော်ကိုစထောင်တဲ့လူဖြစ်ချင်တယ်ကျွန်မပြောခဲ့7 mountain ပေါ့နော်အဲ့လိုပြောခဲ့ဒါပေမဲ့ဖြားကြီးကခေါ်တဲ့ခါမှာအချိန်ကြီးပေါ့ကျွန်မစက်ကတဲ့ခါမှာအဲ့ဒီယူပါရီကပြတ်သွားတယ်လို့ဖြစ်သွားတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီနေ့မှာဖြားတန်စကားပြောတယ်နေပြောတယ်လို့လည်းအသိတော်စားတယ်လူဖြစ်ချင်တယ်ပြောခဲ့တယ်မလားတဲ့အဲ့မှာဖြားကြီးကပြောတော့ကျွန်မမိုးတယ်ကိုရောကျေးဇူးတင်လိုက်တာကျွန်မအားဖြင့်မဟုတ်ပဲလေကျွန်မကအသိတော်စားတင်တဲ့အချိန်လေးမှာမစားတင်ခင်တရက်မှာပဲအချိန်ပြည့်ဖို့တော့ဆောင်ချက်ခံရတယ်ပေါ့နော်ကိုရောတကယ်လောက်ပါလားဆိုကျွန်မအရင်အောင်လို့ပါတယ်တအားလေးကျေးဇူးတင်လို့ကျွန်မတကယ်ချင်းနဲ့ကျွန်မဟာတာပြောကြတယ်နေအဲ့ညမှာ10မိနစ်တိအောင်ရှိတယ်လူရှိပါဘောနော်ဆိုတော့ကျွန်မအဲ့လိုမျိုးနဲ့ဖြားကြီးကကျွန်မကိုတစ်စက်ပြီးတစ်စက်ပို့ဆောင်လာတယ်အဲ့ဒီအချိန်မှာဟောပြောရမှာမသိတော့ဖြားကြီးရပါတော့တကယ်တစ်ခုပြီးတစ်ခုလောက်လာတယ်လောက်လာရင်ကျွန်တော်တို့လက်သွဲလာတယ်ကျွန်မတကယ်ချင်းနဲ့လက်သွဲလာတယ်သူကအကြီးဆိုကျွန်မတို့9နှစ်လောက်ကြီးတော့ဒီခုဆိုသူ့ဘိုးပဲကျွန်မအမြဲတမ်းအားကိုးတယ်ပေါ့နော်ဒါပေမဲ့ဖြားကြီးကတစ်စက်ပြီးတစ်စက်စိတ်ခေါ်မှုပုံကြီးလာတယ်2014လည်းရောက်သွားရောဒီဇင်ဘာလကျွန်မကိုတကယ်ချင်းကြောက်ပါလားစတောင်းပြီး3ရက်ပေါ့ဆာဆောင်ပြီးတော့လာပါအဲ့ဒီစတောင်းပါမင်းတယောက်ထဲကျန်ခဲ့မင်းဆက်လုပ်နေလားကျွန်တော်ပြောတယ်ကျွန်မရဲ့အချိန်မှာလက်တယ်ဘယ်ဟာဒီဘူးဖျားရဲ့လူတော်တိုင်းလည်းကျွန်တော်ပြောခဲ့တကယ်လည်းမကြောက်ပါကျွန်တော်တို့အသိမှမှာအရင်ကတော့ထောင်းအောင်ပြီးတိုက်ချက်တိုက်ကိုနားတယ်ပေါ့နော်အဲ့အချိန်မှာအများကြီးဖြားသခင်ကအပြောင်းလဲတွေအများကြီးလုပ်ပေးလာတယ်အဲ့ဒါနဲ့ကျွန်မနဲ့လက်သွဲတဲ့ဆရာမကဖိလစ်ပြည်သွားပြီတဲ့သူကဆက်ပြီးတော့မှုတော်ဆောင်တော့ပေါ့နော်ဘုရားသခင်တို့ခေါ်တဲ့စစ်တောင်းရင်စားတော့မယ်လို့ပြောဆိုတော့ကျွန်မကခုနဆရာမတက်သွားလို့ပဲဆရာမရေမစားတဲ့ဦးလေဆက်လုပ်ပါလို့ပြောပြီးဒါပေမဲ့ဘုရားကပြောတယ်ဆိုတော့ကျွန်မလက်တယ်ပေါ့နော်တိတ်မပြောရင်အဲ့ဒါနဲ့စားလာတဲ့ခါမှာနေရောဆက်သွားမလားဒါမှမဟုတ်နားမလားကျွန်တော်မေးလာတယ်ပေါ့နော်တင်းတော်ကလည်းမေးလာတယ်ကျွန်မဘာမှမတက်နိုင်တဲ့အချိန်မှာကျွန်တော်တို့မိသားစုတိုင်းဘိုးကိုပြန်ပြီးတော့ mission trip သွားကြတယ်ပေါ့နော်အဲ့နဲ့သူ့တောင်းတယ်ဘာမှမတက်နိုင်တော့တဲ့အချိန်မှာဘုရားခင်မျက်မှောက်တော်ထဲမှာပဲကျွန်မအခန်းတစ်ခါကိုပိတ်တယ်9ရက်ကျွန်မလုံးဝအစာရှောင်ပြီးတော့ကျွန်မဆုတောင်းတယ်တောင်းတဲ့ခါမှာဘုရားခင်ကျွန်မကိုစကားပြောတယ်ဆက်သွားဖို့တဲ့ငါလုပ်တယ်ဘုရားခင် mighty miracle ကျွန်မကိုစကားပြောလာတယ်အဲ့2015ခုနှစ်တစ်နှစ်လုံးက the year of mighty miracle ဆိုလို့ကျွန်မကိုစကားပြောလာတယ်အချင်းချင်းကြည့်လို့ဆိုလုံးဝဘာမှမရှိတော့ဘူးတင်းသူတင်းသားဆိုတာလည်းတကယ်မှဖတ်ချမလာတော့ကျွန်မရန်ကုန်ကနေပြီးတော့ဒီဟောတော့တဲ့ချိန်မှာပါလေဘိုးဘိုးပြန်တဲ့ချိန်မှာဖျားချဖို့လုပ်တယ်အဲ့ချိန်မှာဆယ်မနှစ်ယောက်တော့မရှိအဲ့ဆယ်မနှစ်ယောက်တော့ဘယ်သူမှလည်းခံမရှိဘူးဘယ်သူမှလည်းမလာဘူးအဲ့တော့ဒီအချိန်ကြီးကောင်းတာဖြစ်တယ်ဟာလေလုယာဒါပေမဲ့ဘုရားသခင်ကငါလုပ်နေတယ်တဲ့အဲ့ဒီခါမှာဟုတ်ပြီကိုရောနဲ့ဆိုကျွန်မဆက်သွားတယ်ကိုရောရဲ့လက်တော်ကိုဆွဲကင်နေဆိုတော့ကျွန်မအဲ့နဲ့ဆက်ကလာတော့ဒီကလေးဘုရားသခင်ကပေါ့စမှာနှစ်လုံးမှာတနေ့တရက်ပြီးတရက်ပတ်ပြီးတစ်ဖက်အရန်ကိုဖျားရဲ့အော်ဝဲမိတ်လက်ခဏလေးလုပ်လာပုံမှန်အားဖြင့်ကလေးကအယောက်50 60အများနဲ့ဖျားရှိခိုးတယ်ကျွန်တော်နှစ်ချိန်ရှိ
လူကြီးရှိခိုးတဲ့အချိန်ဆို30အနည်းဆုံးတော့မရှိဘူးသူတို့လောကမှာအားကြောက်ဆို20ဖြစ်အာမင်အဲ့ဒီချိန်ဒီဖျားသခင်ကသူ့ရဲ့လက်တော်မြင်တွေ့ဖြစ်တယ်ထိုဘုရားနာမတာပြီးဘုန်းကြီးပါစေကျောင်းတို့ပြဿနာတွေကြုံပြီးတော့ဘာမှမရှိလို့တဲ့အချိန်မှာဖခင်ကပို့ပြီးတော့နမိတ်လက်ခံတာလို့ချက်အတူမှမရှိတော့တဲ့အချိန်မှာကိုအားကိုအားမဲ့လူတွေအားလုံးကိုနာမမရှိတော့တဲ့အချိန်မှာဖခင်ကစပြီးတော့လာတာဖြစ်တယ်ဟာလေလုယာဟာလေလုယာဒီနေ့ဆိုရင်ဒါကကျေးဇူးတော်ကြောင့်ကျွန်တော်တို့စစ်ပို့ဆောင်ပေးတယ်ပြီးတော့အရှိနောက်တောင်ရောက်ကနေပြီးတော့မှနော်သူ့ရဲ့လူတွေကိုလည်းဖခင်ကပို့ဆောင်ပေးတယ်ကျမတို့အဲ့ဒီအချိန်မှာတော့ကအသင်းတော်ကထရန်လေးပါကျွန်တော်ကျူးကျော်ပေါ့နော်ဆိုရရဲ့ကျူးကျော်နေရာလေးကိုကျွန်တော်တို့ဒီမြေပေါ့အဲ့ဒါလေးကိုဝင်ထားတာပါကျွန်တော်တို့ရဲ့ပထမစတဲ့စောက်ထားတဲ့ခန်းလေးက6ပေ20ပေအဲ့ဒါကိုရှိတယ်ပေါ့နော်အဲ့ဒီခန်းလေးကနေပြီးတော့မှတဲလေးပါထရန်ကတ်လေးနဲ့ဒီနေ့မိုးလေးနဲ့စုပ်ပြတ်တက်ပြီးကျယ်လေးလာလေးလေးမြင်ရတယ်ဘေးနားမှာလည်းတဘာဝအဲကွန်လေးဝင်ဖို့အတွက်ပရင်းပေါက်ကြီးအများကြီးပေါက်ထားတယ်ခွေးဝင်လိုက်နော်ပြီးတော့ဗာလဲရဲသမားတွေစကန်ချလိုက်ပြီးတော့ဘဲတွေကဝင်လိုက်အားလုံးရဲ့မစင်တွေအပြည့်ရှိတယ်လူရောတရိတ်ဆန်ရောကျမတို့တစ်ခါဆန်စကူလို့တော့ပဲဆိုအကုန်လုံးရှင်းရတယ်ပေါ့နော်အဲ့လိုအခြေအနေကနေပြီးတော့ဘုရားသခင်ကအစစ်ပို့ဆောင်ကျမရွေးချယ်တဲ့အချိန်မှာကျမကိုပြောကြတယ်တချို့လူကအိမ်သားတစ်ခါလောက်ရှင်းနေမှာဘုရားချစ်ကိုလို့ရတယ်ကျမကပြောလိုက်ဘုရားစိတ်ဝင်စားတာမလို့တာဘုရားရဲ့ဘိတ်နဲ့ဆိုတာကဒီအဆောက်အအုံလုံးဝမဟုတ်ဘူးလူရဲ့နှလုံးသားဖြစ်တယ်လို့ကျမပြောပြီးတော့ဘာပဲဖြစ်နေဖြစ်တယ်ကျမဆက်သွားမယ်ဘုရားသခင်နဲ့ဆက်ပြီးသွားမယ်လို့ကျမပြောတဲ့အခါဒီချိန်မှာလာကြည့်ပါဘုရားသခင်ကကောင်းနေတယ်ပြီးခဲ့တဲ့လောက်တော့ခုနက6လပိုင်းမှာပဲဆက်ဒေးဗစ်လာတို့မီနီစထရီကျွန်တော်အားလုံးသိရတော့ဒီပွားပါလေပြီးသူ့ရဲ့ပြင်ပွဲမှာပေါ့နော်ကျမဒီအမေရိကသွားတော့ကဆက်ဒေးဗစ်လာတို့နဲ့တွေ့တယ်နော်ကာရိုလိုင်းနာမှာအဲ့ချိန်မှာဆရာကအာရှ training ပေးဖို့ပေါ့နော်လူငယ်တဲ့ဒီမြန်မာပြည်မှာလူငယ်သူရှစ်ပါလဲချင်းမိုင်မှာလုပ်နေကြတာမျိုးပေါ့နော်လုပ်မယ်အဲ့ချိန်မှာအာရှတွေ training ပေးပါလို့ကျွန်တော်ပြောတဲ့အခါဟုတ်ကဲ့ဆရာကူညီပေးမယ်လို့ပြောတယ်အဲ့ဒီအာရှတွေတင်ပေးတယ်လူငယ် conference မဟုတ်ပေမဲ့ဒီမှာလုပ်ဖြစ်သွားတော့အာရှတွေတင်ပေးတယ်ပြီးတော့တခါလေအာရှတွေဥဆောင်ပေးပါအဲ့ဘိုင်မှာပါဝင်ပေးပါဆိုတော့ဟုတ်ကဲ့ပါဆရာကကျွန်မပါဝင်ပေးတယ်ပေါ့နော်အဲ့ဒါနဲ့ဝယ်ပြီးသွားတဲ့အချိန်မှာဆရာအရန်ကျေးဇူးတင်တော့ကျွန်မကိုတွေးချင်တယ်တဲ့အမေလည်းတွေးချင်တယ်ပေါ့နော်သူပြည့်သူစားရင်းနဲ့ lucky ပဲပေးချင်တယ်ပြီးတော့ကျွန်မလုံးဝမလို့ကျွန်မကအဲ့ဒီဘိတ်တိတ်ချင်းကိုဆရာကိုဘုရားသခင်အရန်သုံးပြုနေတဲ့အဲ့ဒီဘိတ်တိတ်ချင်းကိုကျွန်မလိုချင်လို့လားအစိတ်ခံဖြစ်တယ်လို့ကျွန်မပြောလိုက်တယ်နော်ပြောတဲ့ခါမှာအဲ့နဲ့သူတို့စီမှာသူ့ရဲ့ဒီလက်ထောက်ဆရာပေါ့လက်ထောက်ဆရာပေါ့ဒီသူ့ရဲ့ဗာလေ PA ပေါ့နော်အဲ့ဒီကိုနေဘလောက်ကျွန်မဖတ်ခင်ညာနေမှာတက်တဲ့ခံဖို့ဆိုဖိတ်လိုက်တာပေါ့လေလောက်ဖိတ်လိုက်တဲ့အချိန်မှာသူ့နှလုံးသားကိုဖျက်ပါတုံးထီတယ်ကျွန်မတစ်ခေါက်မှလည်းသူ့စီမှာအကူကြီးမတောင်းဘူးငါတို့ဒီလိုလုပ်မှာဒါကြောင့်ပတ်စံပေးပါသူလည်းမပြောဘူးချက်ချင်းပဲကျွန်တော်တို့ရှေ့ကိုမြင်ပြီးတက်ပုံရိုက်သွားပြီးတော့လေကျွန်မနောက်ပတ်ပြီးမှကျွန်မဖုန်းလက်ဆက်တယ်ဆရာမတို့ကြောင်းကျွန်တော်ချက်နေတယ်ကျွန်တော်တို့က dream ministry ကနေချက်နေတယ်တဲ့ကျွန်တော်တို့လက်သမားနဲ့လာခဲ့တယ်တဲ့ကျွန်တော်တို့ကိုယ်တိုင်ပဲလာခဲ့တယ်တဲ့အဲ့ဒီချိန်မှာကျွန်မကဒီ Billy Graham ပြတ်တဲ့နေပေါ့နော်ဒီ Christian Life and Witness အဲ့ဒီတော့ကျွန်မတင်တက်တော့ကျွန်မမအောင်မရှိဘူးအဲ့တော့တော့ဖွင့်ပေးတယ်သူတို့ပတ်စံနဲ့သူတို့လက်သမားနဲ့သူတို့ PC လုပ်ပေးတယ်အခုဆိုကျွန်တော်တို့ကျေးဇူးတော်ကြောင့်ကျွန်တော်တို့ဒီချာရှိခိုးတဲ့နေရာ19ပေ20ပေရှိသွားတယ်အရင်ကျဲသွားပြီဖြစ်တယ်ဆမ်ခိုင်မြင်မှာပေါ့နော် Facebook မှာကျွန်တော်တို့အချိန်တွေကအဲ့လိုမျိုးမဟုတ်ဘူးစတော့တစ်စက်ပြီးတစ်စက်ထားတဲ့ခင်ကသူ့ရဲ့လက်ပုံကိုတွေ့စေတာဖြစ်တယ်ဟာလေလုယာအကြောင်းလို့လေကျွန်တော်တို့ဖခင်နဲ့တွားတယ်တော့မှအရှုံးမရှိဘူးအာမင်လူအနေနဲ့ကြည့်တော့ဒုက္ခပို့ပြီးတော့ရောက်တယ်လို့ထင်ရတယ်ဒါပေမဲ့ဖခင်ဘုန်းတော်ကိုလူရဲ့ကိုမြင်ကြည့်လိုက်အာမင်ဒီတစ်စက်ပြီးတစ်စက်ဖခင်ပို့ဆောင်တယ်အခုဆိုလေကျေးဇူးတော်ကြောင့်ကျွန်တော်တို့ကအဲ့ဒီ perfect ဆိုတဲ့ဒီဆိုင်တော့နော်ဒီ exotic ပစ္စည်းရောင်းဝယ်ရေးဆိုင်နဲ့အရင်ရင်းပြီးတယ်ကျွန်တော်တို့ဒီတအိမ်လုံးကိုစောက်တာတွေပေါ့နော်ဒီကိုပြင်ပါလေကျွန်တော်တို့ချက်သားတွေပေါ့ဒီရှယ်အားတွေအကုန်လုံးလဲလိုက်လဲတွတ်တွေနဲ့အကုန်လုံးဖြစ်သွားတဲ့အချိန်မှာသူတို့တစ်ဆိုင်လုံးကပဲယူတဲ့ခါမှာအချိန်မရွေးကျွန်တော်တို့ကိုသူတို့ကရောင်းချင်လို့အကျွေးတဲ့အနေပေးတယ်အဲ့ဒါဒီခေါက်ဆိုကျွန်တော်တို့ကဘာပဲပြေးလို့ကလေးတွေလည်းများတယ်ပေါ့နော်တရိတ်ဆန်တွေလည်းမဝင်အောင်ပြီးတော့ကလေးတွေလည်းများအောင်အမြင့်ဆို chance ကိုခတ်လိုက်တယ်ပေါ့အ
ပြီးတော့ဝေးစားလိုက်တယ်လာပြီးကျွေးမွေးလိုက်တယ်လို့ပြောတဲ့အတိုင်း American missionary တယောက်ပေါ့နော်ဆရာမ Joyce ဆိုတဲ့တယောက်ကလည်းဘလောက်လာချင်တယ်ဆိုတော့တပတ်မှမကြည့်လာပြီးကလေးတွေပြင်ပြရရှိတယ်ဟာလေလုယာဒီမှာကျောင်းသားတွေဒီမှာဆရာ Moses သိရနော်အဲ့တော့ဟုတ်တယ်နော်သူကိုယ်တိုင်သိတယ်သူကိုယ်တိုင်လည်းရောက်တယ်အနည်းဆုံး10ယောက်ကပတ်တိုင်းလာတာဖြစ်တယ်ပြီးခဲ့တဲ့နှစ်မှာဆိုအဲ့2015လောက်မှာသူတို့ဆရာကြီးကပြီးတယ်ဘသူတွေကဒီနေ့တနည်းသူတို့ပြန်ပြီးတော့တင်ရတယ်လေကျောင်းမှာတင်ရတဲ့ခါမှာဒီလိုဒီနေ့တနည်းတွေနေသူကဘာမှထားရှိခိုးလဲလို့မေးလိုက်တဲ့အချိန်မှာအားလုံးကဒလဆိုပြောကြတယ်အဲ့ဒါကျွန်တော်လာပြီးတယ်မိမပါရှိလို့အဲ့လိုမျိုးလူရလာချင်တာပဲဒီပဲဘုရားသခင်ကြောင့်ဖြစ်တယ်ကျွန်မကသီးဝေးကောင်းတာလည်းမဟုတ်ဘူးသူတို့ကကျွန်မလာgive လည်းမပေးနိုင်ဘူးသူတို့လမ်းစိမ့်နဲ့သူတို့လာတယ်ကျွန်မတို့လုပ်တာကလည်းသမီးပဲကျွေးတာသမီးတော်ကအကောင်းဆုံးပေးတယ်လည်းမဟုတ်ပါဘူးဖြစ်တယ်လို့ပဲအစီအစဉ်တယ်လို့ပဲကျွန်တော်တို့အိတ်ခံတယ်ဒါပေမဲ့သူတို့ကလာပြီးအစီခံချင်တာဖြစ်တယ်ဟာလေလုယာထိုဖျားနာရဲ့တာဝန်ကိုကြည့်ပါစေအဲကြောင့်လို့ကျွန်တော်တို့ကဘလို့အခြေအနေနဲ့ဆိုင်ရပါစေကိုယ့်အမှန်ဆိုတဲ့ညာကိုမေ့ပါနဲ့ပြီးတော့ဖျားရဲ့လက်တော်ကိုဆွဲကိုင်ဖျားရဲ့ဂတိတော်ကိုဆွဲကိုင်အဲ့ဒါဆိုရင်လေအခြေအနေတွေအားလုံးကပြောင်းသွားလိမ့်မယ်လောကကိုအောင်မြင်တဲ့သူကတာလေးအောင်မြင်တော့သူဖြစ်လာလိမ့်မယ်ဟာလေလုယာဖျားခင်ရတယ်တဲ့လို့ကိုတည်ပြီးသွားငါဗိတ်သိပ်ပြီးပြီခုနကကျွန်မဖက်ပြီးပြီနော်ကေရှာရလေးဆက်နေအဲ့ဒါကဒီသင်းတော်အတွက်ကြားသိပြတာဖြစ်တယ်ကျွန်မကကြောင့်လို့အရင်ဆုံးဖက်ပြတာဖြစ်တယ်ကျွန်တော်ဒီနေ့ကျွန်တော်တို့ပြောခဲ့တဲ့အတိုင်းမေဖိဘောရှက်လို့ဟုတ်ပဲနဲ့ဒီဒိုင်ယေနာလို့ပဲဘလို့အခြေအနေပဲရှိနေပါစေဖျားခင်ဆိုပြီးတော့ဆဲကြိုက်တဲ့ခါမှာဒိုင်ယေနာရဲ့ဖျားသခင်ကရှာဒရက်မေရှက်ပြီးဒီကောတော့ဖျားသခင်ကတကယ်အသက်ရှင်သူ့ကိုပဲကိုးကွယ်ရမယ်ဆိုပြီးတော့တလောကလုံးပြောလာဖြစ်တယ်မိုးဆက်အာမင်တဲ့ရဲ့ဖျားကနော်အသက်ရှင်ပါလားလို့သိခံကြမလို့ဝင်ကားကြမလို့လောကလုံးပြောလာနေအာမင်ဟာလေလုယာအဲ့ကြောင့်ခဏလောက်ဒီမှာဂျေဆုတော်ချီးမွမ်းရအောင်ဘုရားတော်ထားကြည့်စီကကိုရောဒီနေ့သတင်းစကားပြောဂျေဆုတင်တယ်ကျမအစ်စ်သိရှိတယ်ကိုရောလိုရတယ်ကျမကိုပြောပါလို့ပြောပါဒါရင်တော့မျိုးဆက်တွေများရှိလို့ဘုရားကပြောတယ်နော်ဒီထဲမှာသင်တန်ရနာလိုပဲဝင်ကြီးချုပ်ဖြစ်ချင်တယ်ဆိုရင်စက်ကပ်ပါကျမအမနော်ဒီကို MP လုပ်နေတဲ့အမကအဲ့ဒီနှစ်မှာပဲကျမကဖះကိုပြောတယ်ဖះကလည်းမဆက်လုပ်ပါမိုက်တီနယ်ကပြတယ်လို့ပြောတယ်ကျမအမကအဲ့ချိန်မှာဘာပြောလဲဆိုတော့ဒီနေ့ကျမဘာဖြစ်ချင်လဲဖះနှစ်သက်ကူမှာပြောတဲ့အခါကျမအမကလွတ်တော်မဲ့တပင်ရချင်တယ်လို့ပြောခဲ့တယ်ဒါပေမဲ့6လပိုင်း9လပိုင်းတိဘာမှအခြေအနေမရှိဘူးတော့အမေရိကခေါ်လို့အမေရိကခဏတော့လေပို့တယ်ပြင်ဆင်နေတဲ့အချိန်မှာပဲချက်ချင်းအခြေအနေတွေကထူးခြားလာပြီးအခုချိန်မှာဥပဒေကျမ်းရေးဆွဲရေးဖွဲ့မှာကျမအမကပါဝင်ခွင့်ရတာဖြစ်တယ်အာမင်ကျွန်တော်ချင်းလူတွေမှာပထမဆုံးမြို့သားလွတ်တော်ကိုယ်စားဖြစ်လာတာဖြစ်တယ်ဘာဖြစ်လို့လဲသူကဖခင်ရဲ့တတိတော်သူအရင်လည်းစုပ်တောင်းနိုင်မှာအခါလည်းမရှောင်နိုင်ပါဘူးပြောတယ်ငါကလူကြီးချင်းရှိတယ်တဲ့တင်းစကားကိုကြားတဲ့ချိန်မှာအဲ့ဒါကိုအမြင်စုပ်ကန်နေတာဖြစ်တယ်လက်မလုပ်ပဲနဲ့သူကစုပ်ကန်လိုက်တဲ့အခါတလုံးမလုံးမဖြစ်နိုင်ဘူးလို့ပြောတဲ့ချိန်မှာပဲဖခင်ကသူ့ကိုအမြင်ဆုံးမှချီးနှောက်ခဲ့တာဖြစ်တယ်ဒါကဖခင်ရဲ့ချီးနှောက်ခြင်းဖြစ်တယ်ကျွန်တော်တို့ကကျွန်တော်စိတ်ခေါ်ခြင်းတယ်ဒီနေ့ကုန်းတစ်ခုအတွက်တင်ရင်ဆိုင်နေရတယ်ဆိုရှိဖို့ထွက်လာပါဘုရားသခင်ရဲ့ဗိတ်တိတ်ချင်တာဒီနေရာမှာရှိတာဖြစ်တယ်သင်ကိုအထူးဗိတ်တိတ်ပေးချင်တာဖြစ်တယ်ခဏတော့မျက်စိမိတ်ထားရအောင်ဘုရားဟောပဲအာရုံပြုပါဒီနေ့ဝိညာဉ်ကိုနဲ့ဒီနေ့အရာအလုံးကကျိုးပြတ်သွားမှာဖြစ်တယ်ဟာလေလုယာ worship တင်ပြီးရှိဖို့ထွက်လာပြီးတော့ဒီနေ့ဆက်ပြီးတော့ချီးမွမ်းခြင်းတရားအပြည့်ဥဆောင်ပေးပါဒီနေ့ဘုရားသခင်ကပြောတယ်သင်တို့ရဲ့တခါမှမမြင်ဘူးတဲ့မစင်စားဘူးတဲ့ဘယ်တော့မှမရှာနိုင်တော့ဘူးလို့ထင်တဲ့ຢာတွေကိုပြန်ပေးမယ်လို့ဘုရားကပြောပါတယ်ဟာလေလုယာရာဘာရှနာမခါရာဘာစီတဲ့ဘဝမှာမေဖိဘောရှက်လို့ပဲကိုကြည့်ပြီးတော့အမြဲတမ်းအားငယ်နေလားဒီနေ့သင်အားငယ်တဲ့နေရာကနေပြီးတော့သင်မတတ်နိုင်ဘူးဆိုရင်ဒီနေ့ဘုရားသခင်ရဲ့ခြေတော်ရင်းမှာရိုးလေးပဲ I surrender all အရာကိုတော့ခြေတော်ရင်းကိုချထားတယ်ဆိုတော့မှလာရောက်ဆက်ကပ်ပါဒီနေ့ဘုရားသခင်ကသင်ကိုမဖြစ်နိုင်တဲ့အရာကိုဖြစ်စေမှာဖြစ်တယ်သင်မတတ်နိုင်တဲ့အရာသင်မကြော်သွားနိုင်တဲ့သင်ရဲ့ခက်ခဲတဲ့သင်ရဲ့ခက်နာတွေသင်ရင်ဆိုင်နေရတဲ့ຢာတွေကိုမှဘုရားသခင်အောင်မြင်ခြင်းကိုပေးမှာဖြစ်တယ် Hallelujah ရာဘာရှနာမခါရာဘာဆရာဘာရှိOh, Rabba, Baba, Shina, Baba, Baba, Sana, Baba, Shi. Oh, hallelujah. We are now now for the day of the day. We are here today for the Papa, Mama, today. Oh, they are the class of the day. Oh, they are the class of the day. Oh, we are the same. We are the same today. Oh, Shina, Shina, Baba, Baba, Shi. Oh, hallelujah. Hallelujah.
ဒီရဲ့ရေဘက်ကတော့ငါကိုယ်စိတ်ကူးရင်ခဲ့တာပါလို့ပြောလိုက်တယ်။ဒါပေမဲ့ဒီနေ့မှာဖခင်သခင်ရဲ့ဝိညာဉ်တော်ကပြောပါတယ်။ဒီရဲ့အရာတွေအားလုံးဒီနေ့မှာပြည့်စုံပါမယ်လို့ဘုရားကပြောပါတယ်။တလုံးပါလုံးအားလုံးဝိဝိသွေးဝေတော့တော့ချက်ချလောက်ဖခင်ကငါဘုံတော်တဲ့စိတ်ကိုစိုက်ပြိုးမယ်လို့ဘုရားကပြောပါတယ်။ အာမင်။ ဟာလေလုယာ။ဘာရှာတော့ပါလဲ။ဘုံကိုယ်စကားတွေပြည့်ကျေးဇူးတော်ရှိပါရအောင်။ဒီနေ့မှာဖခင်ရဲ့စကားပြောပါ။ဒီခိုင်းတဲ့ဘောတော်ရဲ့ရဲ့မှာရှိတာဖြစ်တယ်။ဒီဘောတော်ရဲ့နားကိုကြောက်စိတ်မှာဖြစ်တယ်။အိုးဟာလေလုယာ။ရှိ။ဘောတဲ့ဘာလို့အားငယ်နေတာလဲ။ဘယ်ဟာတော့လဲ။ဘောဒီဘာလို့ကိုပြရဲကြည့်နေတာလဲ။ဘောဒီကတဲ့ကိုပြကြည့်တဲ့ချီတွေကနေရက်တန်းကရက်ပြီးတော့ဖခင်ကိုပြောကြည့်တာ။ဒီဟာတော့မှလို့ဘော။ဒီဟာမျက်စိသိရှိတဲ့ရှင်ပြောပြီးပြောပြတယ်။ဟာလေလုယာ။ဖခင်ရဲ့ပေါင်းစည်းဖြစ်တယ်။အိုးရာဘရှနာဘာဘာရှိတယ်။ 아주시가 정말 우리가 춤을 지수되냐 어떠한 마음 빼고 싶어하나 우리 나만 보면 주님 없이 가야 Terima kasih.